ဒီနေ့အောက်တိုဘာလ9ရက်လွန်ခဲ့တဲ့အပတ်ကပဋိစ္စသမုပ္ပါနီးကိုလေးလာပြီးသွားပြီအခုဒီနေ့ပဋ္ဌာန်းနီးကိုသွားရမယ်ပဋ္ဌာန်းဆိုတာအခုပစ္စည်းပိုင်းအစမှာတော့ပြောခဲ့သလိုပဲဒီတရားကဒီတရားကိုကျေစုပြုတယ်ဆိုတာကိုလည်းပြောပြတယ်ဘယ်နည်းနဲ့ကျေစုပြုတယ်ဆိုတာကိုလည်းပြောပြစာစကားနဲ့ပြောရင်တော့ပစ္စယတတ္တိကိုပါထည့်ပြီးတော့ပြောပြအဲ့ဒီနီးကိုပဋ္ဌာန်းနီးလို့သုံးတယ်ဒီပဋ္ဌာန်းဟာအဘိဓမ္မာ9ကျမ်းမှာနောက်ဆုံးပေါ့လေတတ္တမမြောက်ကျမ်းပဋ္ဌာန်းကျမ်းဟာအကျယ်ဆုံးပဲအဘိဓမ္မာ9ကျမ်းရှိတဲ့အနက်မှာပဋ္ဌာန်းကျမ်းအခုသတ္တသင်္ကနာမူနဲ့အဘိဓမ္မာ9ကျမ်းစာအုပ်ပေါင်း12အုပ်ရှိတယ်ပါလည်းပါတယ်ထူလည်းပါတယ်အဲ့ဒီ12အုပ်အနက်မှာဒီပဋ္ဌာန်းကျမ်းက9အုပ်ရှိတယ်အဲ့ဒီ9အုပ်ကစာမျက်နှာ300ကျော်400အဲ့ဒါမျိုး9အုပ်အဲ့ဒါတော့သူကကျယ်ဝန်းတယ်ဒါတော့မှပါဠိလိုပေယာလလို့ခေါ်တဲ့အမြုပ်ထားတာတွေအများကြီးပါသေးတယ်အဲ့တော့ပဋ္ဌာန်းကျမ်းဟာဗိဓမာ9ကျမ်းမှာအကျယ်ဝန်းဆုံးလည်းဖြစ်တယ်အနက်နည်းဆုံးလည်းဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီဘုရားဖြစ်ပြီးတဲ့နောက်ဘောဓိပင်အောက်မှာစတုထတတ္တဟတဲ့ရတနာကရတတ္တဟအဲ့ဒီတတ္တဟမှာနေပြီးတော့သုံးသက်ဆင်ခြင်တဲ့အခါမှာရှေ့ကျမ်းနေဓမ္မသင်္ကနီဝိပင်းစားတဲ့ကျမ်းတွေကိုသုံးသက်ဆင်ခြင်တော့ကရောင်ကြီးတော်မထွက်သေးဘူးတဲ့နော်ပဋ္ဌာန်းကျမ်းကိုသုံးသက်ဆင်ခြင်တဲ့အခါကျမှရောင်ကြီးတော်တွေထွက်လာတယ်ဒါကဘာကြောင့်လဲဆိုတော့ပထမဓမ္မသင်္ကနီစားတဲ့ကျမ်းတွေကပဋ္ဌာန်းကျမ်းလို့မနဲ့နဲတော့မြတ်စွာဘုရားရဲ့ဉာဏ်တော်တပ်ပင်ညုတ္တဉာဏ်တော်ကအာရပါရမကွန့်မြူးနိုင်ဘူးအာရပါရမကျက်စားနိုင်အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ဝေလာငါးကြီးတကောင်ဖမ်းပြီးတော့ရေခံလေးလေးထည့်ထားတာမျိုးပေါ့တိတ်မလူးမလွန့်တာဘူးပေါ့ဒါတိတ်မရှင်ဘူးပေါ့ပဋ္ဌာန်းကျမ်းရောက်တဲ့ခါကျတော့ပဋ္ဌာန်းကျမ်းကလည်းပဲတကယ်ကျေဝန်းတယ်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကလည်းကြီးကျယ်တယ်အဲ့တော့ပဋ္ဌာန်းကျမ်းကျေဝန်းတဲ့လောက်ဉာဏ်တော်ကသွားတယ်ဉာဏ်တော်သွားနိုင်တဲ့လောက်ပဋ္ဌာန်းကျမ်းကလည်းကျေဝန်းတယ်အဲ့ဒီလိုဖြစ်တော့ဝေလာငါးကိုသမုဒ္ဒရာထဲချလိုက်တယ်လို့ပေါ့လေအဲ့လိုဖြစ်တော့ဉာဏ်တော်အလွန်ရွှင်တယ်ပေါ့အဲ့ဒီလိုဉာဏ်တော်ရွှင်တဲ့အတွက်ကြောင့်မို့စိတ်လည်းရွှင်လာတယ်ပေါ့စိတ်ရွှင်တဲ့အတွက်ကြောင့်မို့စိတ်ရမိရဟရိယဝတ္ထုယုတ်ကလည်းရွှင်လာတယ်ဟရိယဝတ္ထုယုတ်မိရဟရိယဝတ္ထုယုတ်ကရွှင်လာတဲ့အတွက်ကြောင့်မို့မြတ်စွာဘုရားတန်တန်ကနေပြီးတော့ရောင်ကြီးတော်တွေနော်နီလပိတလောဟိတဩဒါတမင်စေတပပတရဆိုတဲ့ရောင်ကြီးတော်တွေထွက်တယ်တဲ့ဒါပထမဆုံးရောင်ကြီးတော်ထွက်တာအဲ့ဒီအဘိဓမ္မာကိုအထူးသဖြင့်ပဋ္ဌာန်းကျမ်းကိုသုံးသက်ဆင်ခြင်တဲ့အခါမှာထွက်တာဒါကြောင့်မို့ရောင်ကြီးတော်ဘုရားရှိခိုးတွေမှာဆိုရင်အဲ့လာတွေမပါဘူးလားနော်ပဋ္ဌာန်းဒေသနာတော်ကိုသုံးသက်ဆင်ခြင်တော်မူသည့်နေ့ကစ၍ယခုနေ့ယခုညတိုင်အောင်အယောင်တကြွကြွအိမ်လုံးတောင်လုံးကပမာဏဖြင့်မြန်းကြွရှက်ကူး၍ကိုမြူတော်မူကြလေကုန်ပြီဆိုပြီးတော့ဘုရားရှိခိုးတွေမှာရှိတယ်အဲ့ဒီရောင်ကြီးတော်တွေဟာစัจ java လာတိုင်းထီအောင်ပေါ့လေပြန့်နှံ့သွားတယ်လို့ဒီလိုအဆိုရှိတယ်အဲ့ဒီရောင်ကြီးတော်တွေမှာမြတ်စွာဘုရားရဲ့ညိုတဲ့ခန္ဓာကိုယ်အစိတ်ပဲကညိုတဲ့ရောင်ကြီးတော်တွေတွေ့တဲ့ဇံမင်တို့သူဒီမဲ့ဇံမင်တို့မျက်နဲ့ဝန်းတို့ပေါ့လေနော်ပြီးတော့အရေးအသားဘာကောမလဲမြတ်စွာဘုရားကိုကရွှေအယောင်ဝါတဲ့ရောင်ကြီးတော်တွေရွှေရောင်ကြည့်တဲ့ရောင်ကြီးတော်တွေတွေ့တယ်သွေးကနေတဲ့ရောင်ကြီးတော်တွေတွေ့တယ်တွားတို့မျက်ဖြူတို့အယိုးတို့ကဖြူတဲ့ရောင်ကြီးတော်တွေထွက်တယ်ပေါ့နော်အဲဒီလိုရောင်ကြီးတော်တွေထွက်တယ်ဒါပဋ္ဌာန်းကျမ်းဟာနည်းနည်းသောကြောင့်အဲ့ဒီပဋ္ဌာန်းကျမ်းကိုလေ့လာတဲ့အခါမှာရှေးဥစွာ24ပစ္စည်းဆိုတာသိကြလိမ့်မယ်နော်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောနဲ့ဒါရလဲရရမယ်ဒါတော့မရလို့မဖြစ်ဘူးရကိုရရမယ်အဲ့ဒီ24ပစ္စည်းရှိတယ်အဲ့ဒီ24ပစ္စည်းတင်သိုံနဲ့ကိစ္စမပြီးသေးဘူးပဋ္ဌာန်းကျမ်းမှာ
ပစ္စယုတ်ပံဆိုတာကိုလည်းသိအောင်နော်ပစ္စယုတ်ပံဆိုတာကအကျိုးကိုပြောတာပစ္စည်းဆိုတာကအကြောင်းကိုပြောတယ်ကျေစုပြုတတ်တဲ့သဘောတရားကိုပစ္စည်းလို့ခေါ်ပြီးတော့ကျေစုအပြုခံရတဲ့သဘောတရားကိုပစ္စယုတ်ပံလို့ဒီလိုခေါ်တယ်အဲ့လိုပစ္စည်းအကြောင်းတရားကိုပစ္စည်းလို့ခေါ်ရမှာနော်ဒီထုတ်လုပ်တဲ့အနေနဲ့အကြောင်းဖြစ်တဲ့အကြောင်းတရားလည်းပါလိမ့်မယ်ထုတ်လုပ်တဲ့အနေမဟုတ်ဘဲနဲ့အတူတကွဖြစ်ပြီးတော့အချင်းချင်းsupport လုပ်သွားတာထောက်ပံ့သွားတာမျိုးကိုလည်းပဲဒီနေရာမှာတော့ပစ္စည်းလို့ပဲခေါ်လိုက်အဲ့တော့ဒီနှစ်ခုကိုနားလည်ရင်ပဋ္ဌာန်းကျမ်းသွားလို့ရပြီနော်ပစ္စနိတ်ဆိုတာရှိသေးတယ်ဒါကတော့ပစ္စယုတ်ပံနဲ့မပါတဲ့တရားမှန်သမျှကိုပစ္စနိတ်ဆိုပြီးတော့သုံးတယ်အဲ့ဒါကတော့ဒါထားကြဆိုပစ္စည်းနဲ့ပစ္စယုတ်ပံဒီနှစ်ခုကိုပဲနားလည်အောင်လုပ်ရမယ်အဲ့တော့ပစ္စည်း24ပစ္စည်းရှိပေမဲ့လို့အမှန်တမ်းကတော့ထပ်တူတဲ့ပစ္စည်းတွေရှိသေးတယ်နော်အခု24ပစ္စည်းတွေရှောက်သွားလိုက်ရင်ဒါတွေတွေ့လိမ့်မယ်ထပ်တူတဲ့ပစ္စည်းတွေပါတဲ့အတွက်ကြောင့်မို့တကယ်ဆိုရင်တော့24မရှိတော့ဘူးပထမဆုံးပစ္စည်းရပါတော့ဟေတုပစ္စည်းတဲ့နော်ရေတောက်မြစ်ကတစ်ပင်ကိုကျေစုပြုသလိုပေါ့လေဒီအတူတူကဖြစ်ဖက်တန်ပယုတ်တရားတွေသုံးဖို့သဟဇတ်တရားလို့သုံးတယ်နော်သဟဇတ်တရားဆိုရင်အတူတူကဖြစ်တဲ့စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့ကိုခေါ်တယ်နော်အဲ့ဒီသဟဇတ်ဖြစ်တဲ့တရားတွေကိုသူကရေတောက်မြစ်တစ်ဖွဲကျေစုပြုတတ်တဲ့သဘောတရားတွေကိုဟိတုပစ္စည်းလို့ခေါ်တယ်နော်ရေတောက်မြစ်နဲ့ကျေစုကျွဲကြီးကျယ်ကြောင်းရင်းများအဲ့တော့ဟိတုပစ္စည်းလို့ပြောလိုက်ရင်ဘယ်တရားတွေကဟိတုပစ္စည်းဖြစ်တယ်လဲဘယ်တရားတွေကဟိတုပစ္စယုတ်ပံဖြစ်တယ်လဲဒါကိုနားလည်ရမယ်နော်အဲ့ဒါနားလည်ဖို့ကနောက်နာကဇရာဘွက်ကိုလှမ်းကြည့်ဒီနေ့ပေးတဲ့စာမျက်နှာ138လို့ရှိလိမ့်မယ်အဲ့ဒါနဲ့တိုက်သွားရလိမ့်မယ်နော်အဲ့တော့ဟိတုပစ္စည်းဆိုတာအမြင့်တစ်ဖွဲ့ဖြစ်ပြီးတော့ကျေစုပြုတတ်တဲ့သဘောတရားဟိတုပစ္စည်းအဲ့ဒီမှာဟိတုပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘာသိရမလဲပစ္စည်းတရားသိရမယ်ပစ္စယုတ်ပံတရားသိရမယ်နော်ဒီမှာ138ပါလေဘယ်မှာမပါလားဒီစာရေးမှာပါပါတယ်မဟုတ်ပါတယ်မဟုတ်ထက်နာအဲ့ဒီချက်ကဟိတုပစ္စည်းရှိတယ်10ချောင်းလောက်တက်လိုက်အဲ့တော့ဟိတုပစ္စည်းတတ်တယ်လို့ဒီလိုသုံးတယ်နော်ဟိတုပစ္စည်းတတ်တဲ့တရားတွေကဘယ်တရားတွေလဲတော့အဲ့ဒီဇရာကွက်ကြည့်လိုက်စမ်းဟိတ်6ပါးနော်ဟိတ်6ပါးကဘာတွေတော့လောဘဒေါသမောဟအာလောဘအာဒေါသအာမောဟဒီဟိတ်6ပါးကဟိတုပစ္စည်းတတ်တဲ့တရားတွေဟိတုပစ္စယုတ်ပံဖြစ်တဲ့တရားတွေကဘာတွေတုံးဆိုတော့အဲ့ဒီဟိတ်6ပါးနဲ့ရှင်တဲ့စေတသိက်တွေရှင်တဲ့စိတ်တွေစေတသိက်တွေပြီးတော့အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေနော်ပြီးတော့ပရိသန္တိကာမဇယုတ်တွေဆိုတာလာလိုက်မယ်အဲ့တော့ပစ္စယုတ်ပံတရားတွေကဘာလဲတော့တဟိတ်စိတ်ဧကတတ္တတိတဲ့နော်ဧကတတ္တတိဆိုတာ87လို့ပြောတာဟိတ်နဲ့တကွဖြစ်တဲ့စိတ်ဘယ်လောက်ရှိတော့81ထဲက89ထဲကဟိတ်စိတ်78ခုနှုတ်ရမှာပေါ့နော်အဲ့ဒီအဟိတ်စိတ်မဟုတ်တဲ့စိတ်တွေကိုဘာလို့ခေါ်လဲသဟိတ်စိတ်လို့ခေါ်တယ်အဲ့ဒီသဟိတ်စိတ်ဘယ်လောက်ရှိလဲ87ရှိတယ်ဒါဘုန်းကြီးတွေကြက်ဖို့လှုပ်ထားတာဆိုတော့ပါဠိတွေကြီးသုံးထားတာပါဠိနားပလင်ခက်လေဦးမောမှုတွင်းနဲ့မောဟကျင်သောစေတသိက်ဒွေပညာသဆိုတာ52နော်သဟိတ်စိတ်တစယုတ်သဟိတ်စိတ်နဲ့အတူတူကဖြစ်တဲ့ယုတ်ကိုသဟိတ်စိတ်ကဖြစ်စေအပ်တဲ့ယုတ်ကိုသဟိတ်စိတ်တစယုတ်သဟိတ်ပဋိသန္ဓေကာမဇယုတ်ဆိုတာသဟိတ်ပဋိသန္ဓေနဲ့အတူဖြစ်တဲ့ကာမဇယုတ်ပဋိသန္ဓေအခိုက်အတန့်မှာဝိပဿနာမဖြစ်ဘူးလားနော်အဟိတ်ပဋိသန္ဓေရှိတယ်သဟိတ်ပဋိသန္ဓေရှိတယ်ဟုတ်တယ်မလားဥပ္ပခတန္တိရဏနဲ့ပဋိသန္ဓေနေရင်အဟိတ်ပဋိသန္ဓေမာဝိပဿနာရှိကုစသည်နဲ့ပဋိသန္ဓေနေရင်သဟိတ်ပဋိသန္ဓေအဲ့ဒီမှာအခုသဟိတ်ပဋိသန္ဓေနဲ့အတူတူကဖြစ်တဲ့ကာမဇယုတ်အဲ့ဒီယုတ်အဲ့ဒီတရားတွေကိုဟိတ်6ပါးကထိုက်သည့်အားလျော်စွာကျေစုပြုသွားလိမ့်မယ်နော်
အသေးစိတ်ကျေစုပြုပုံကိုနောက်မှသွားကြရအောင်ဟုတ်လားအခုပထမအရေးကြီးတာပါတော့ဟေတုမှာပစ္စည်းကဘာပစ္စယုပ္ပံကဘာဆိုတော့ဒါသဘောပေါက်ဖို့အရေးကြီးတယ်နော်အလွတ်တကျက်နေကြမှာမဟုတ်ဘူးဒါပေမဲ့လို့ဒီ chart ကိုပြန်ကြည့်ပြီးတော့သိရင်တော်ပြီနော်အဲ့ဒါဟေတုပစ္စည်းနဲ့ဟေတုပစ္စယုပ္ပံကဲလေပုံစံလေးတစ်ခုတော့ပြောပြမယ်နော်လောဘမူပထမစိတ်တဲ့ပဋ္ဌာန်းတော့ခက်တယ်ပြောတာနောက်အကုန်ပြန်ရတယ်လောဘမူပထမစိတ်မှာစေတသိက်ဘယ်လောက်ရှင်းလဲနော်စေတသိက်ပိုင်းချက်ပြန်ကြည့်ရင်စေတသိက်19ခုရှင်းတာတွေ့လိမ့်မယ်ဟုတ်လားအဲ့ဒီစေတသိက်19ခုထဲမှာလောဘပါတယ်မောဟပါတယ်ဟောဟိတ်6ပါးတွေကဟိတ်ဘယ်နှပါးပါလဲ2ပါးပါတယ်လောဘနဲ့မောဟအေးအဲ့ဒီလိုဖြစ်တဲ့ခါမှာအဲ့ဒီလောဘမှုစိတ်ကဖြစ်စေတဲ့စိတ်တစားရုပ်ကလည်းပဲအတူတူကဖြစ်သေးတယ်နော်အဲ့တော့လောဘမှုစိတ်ဖြစ်တယ်ဆိုရင်လောမှုစိတ်ရဲ့စေတသိက်19ခုရဲ့လောဘမှုတဟိတ်စိတ်တစားရုပ်ရဲ့နော်အဲ့လိုဖြစ်တယ်အဲ့လိုဖြစ်တဲ့ခါမှာလောဘကိုပစ္စည်းတရားလို့ပြောလိုက်ရင်လောဘမှုစိတ်ရဲ့ကျန်တဲ့စေတသိက်ဘယ်လောက်တော့19ရဲ့တက်နှုတ်တော့18ရဲ့ဒီတဟိတ်စိတ်တစားရုပ်ရဲ့ကပစ္စည်းဥပ္ပါမဖြစ်ပေဘူးလားနော်လောဘကိုပစ္စည်းယူလိုက်ရင်ကျန်တဲ့ပစ္စည်းဥပ္ပါဖြစ်တာပေါ့မောဟကိုပစ္စည်းယူလိုက်မယ်ကျန်တဲ့ပစ္စည်းဥပ္ပါဖြစ်တယ်နားလည်ပြီလားအဲ့ဒီလိုသွားရအောင်နော်မောဟမှုတွင်းနဲ့မောဟကျင်သောတဲ့ဒါပြောရရင်တော့တော်နဲ့ပြီးမဟုတ်ဘူးဒုက္ခပဲမောဟမှုတွင်းနဲ့မောဟကျင်သောဆိုတာကမောဟမှုတွင်းမှာမောဟကတခြားရှင်ပဲဟိတ်ရှိသလားမရှိဘူးမဟုတ်လားဒါကြောင့်မို့မောမှုတွင်းမှာမောဟကျင်ရတယ်မောမှုတွင်းမှာမောဟကဘယ်ဟိတ်ကမှသူ့ကျေစုမပြုဘူးသူကိုယ်တိုင်ကဟိတ်ဖြစ်နေတယ်ဟုတ်တယ်မလားလောဘမှုမှာဆိုရင်လောဘမှုမှာရှိတဲ့မောဟကပစ္စယုပ္ပံဖြစ်နေတယ်ဘာကြောင့်လဲလောဘကပစ္စည်းဖြစ်တဲ့ကမှသူပစ္စယုပ္ပံဖြစ်တယ်ဟုတ်လားဟောမောမှုတွင်းကြတော့မောဟတကူတည်းရှင်တယ်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးဆိုတော့သူတကူတည်းရှင်တော့ဘယ်နဲ့လုပ်ပြီးတော့သူဒီပင်ပစ္စည်းသူဒီပင်ပစ္စယုပ္ပံဖြစ်နိုင်မလဲမဖြစ်နိုင်ဘူးဒါကြောင့်မို့မောဟမှုတွင်းနဲ့မောဟကျင်သောစေတသိက်52စေတသိက်ကတော့52ပဲဟုတ်လားစေတသိက်52ထဲကမောမှုတွင်းနဲ့မောဟထုတ်လိုက်ပြီမလို့လောမှုမှာရှိတဲ့မောဟဒေါသမှုမှာရှိတဲ့မောဟကရှိသေးတာအဲ့တော့မောမှုတွင်းနဲ့မောဟကျင်တယ်ဆိုပြီးမှလို့စေတသိက်အရေးအတွက်ကတော့52ပဲရော့မသွားဘူးအဲ့ဒီလိုသိကြတာရှိရဆိုတော့လေအလွန်အံ့ဩစရာကောင်းတယ်ဗာလေးတစ်ခုချွတ်ချောနေတယ်ဟုတ်လားလိုးနေတယ်မရှိဘူးတကက်ကိုသိကြတယ်ကဲအာရမဏပစ္စည်းတဲ့နော်အာရမဏဆိုတော့ဘာလို့အရင်ငကိုလည်းကြားဘူးပြီအာယုံကိုအာရမဏပစ္စည်းခေါ်တယ်ဟုတ်လားအဲ့ဒါတောင်ဝေးတို့ကျိုးတန်းတို့လူတွေကမှီသွားရတယ်လို့ပေါ့လေဟုတ်လားမတန်မစွမ်းတဲ့လူတွေကမှီရတယ်လို့စိတ်စိတ်တွေတိတ်တို့မှီရကိုဘာလို့ခေါ်လဲအာရမဏလို့ခေါ်တယ်ဆွဲကင်မှီတွဲကျေးဇူးကျွဲ6တွဲခေါ်အာယုံတဲ့နော်အာယုံ6ပါးတွေ့ခဲ့ပြီမဟုတ်လားဘယ်မှာတွေ့ခဲ့တော့ဘယ်ပိုင်းမှာတွေ့ခဲ့တော့အာယုံ6ပါးပကိမ့်ပိုင်းမှာတွေ့ခဲ့ပြီနော်ပကိမ့်ပိုင်းအာရမဏသင်္ဃဟဆိုတာရှိတယ်မဟုတ်လားရူပါယုံတတ္တာယုံခန္ဓာယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံနော်ကောင်းပြီအာရမဏပစ္စည်းရဲ့ပစ္စည်းတရားတွေကဘာတဲ့တော့ဇာတ်ကွက်ကြည့်လိုက်စမ်းပစ္စုပန်အတိတ်အနာဂတ်ဖြစ်သောစိတ်တစ်ခုယုတ်90စိတ်တစ်ခုယုတ်90ဆို89လို့ဆိုလို့တယ်စေတသိက်ဒွေပညာသာယုတ်အထဝိဒ္ဒစာယုတ်28ကာလဝိမုဖြစ်သောနိဗ္ဗာန်ပညာနိဗ္ဗာန်နဲ့ပညာကပစ္စုပန်လည်းမဟုတ်ဘူးအတိတ်လည်းမဟုတ်ဘူးအနာဂတ်လည်းမဟုတ်ဘူးအဲ့တော့ကုံသွားပြီမဟုတ်လားစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာရှိသမျှအကုန်လုံးကုံသွားပြီနော်လောကမှာအာယုံမဟုတ်တဲ့တရားလူရှိမှမရှိပဲသူတို့ကိုအာယုံပြုတဲ့တရားတွေဒါကိုပစ္စယုပ္ပံတရားလို့ခေါ်တယ်ပစ္စယုပ္ပံပဲကြတော့ကြည့်လိုက်စမ်းဘာရှိတော့စိတ်တစ်ခုယုတ်90စေတသိက်တွေးပညာသာစိတ်89စေတသိက်52ဒါပဲယုတ်မပါဘူးယုတ်ကအာယုံကိုယူတတ်သလားမယူတတ်ဘူးနော်ဒါကြောင့်မို့အာရမဏပစ္စည်းတရားဆိုရင်စိတ်လည်းပါတယ်စေတသိက်လည်းပါတယ်ယုတ်လည်းပါတယ်နိဗ္ဗာန်လည်းပါတယ်ပညာလည်းပါတယ်အာရမဏပစ္စယုပ္ပံတရားဆိုရင်စိတ်စေတသိက်တာပါတယ်နော်
gain not good dollars and deep busy a G who few Jesus Buddha dear. Such a remain the father the way G Mudo Tatico me dining and that was so you are the vision Jesus Buddha dear deputy busy me a deputy bedrigger. A deputy I think which are you know. Model. Bedding hammer trigger, a deputy leave us. The most even my trigger, no? The most even made the goddamn hammer trigger, hola. A deputy lever, Baro Mammy Villa, Santa deputy, Wiria deputy, Sata deputy, Wimanta deputy, so a deputy lever, no? A deputy lever. A good Dimajarago, a deputy goes, Namu quelling, no? Aramana deputy, the hazard deputy, Namu quella, the Yaron show to me. Aramana deputy to the Balestra, the Ionia and Mumu Shire, no? A late Amia Ioburas are Sosa Mia Bolly, intensely Iobu Kayadaga, Bukhara Io and the Mu, Tama Io Bukhara Io and the Mu, no? Erajamo Diniama. Lily Miamia, no? Ayo abu Kayare, Tiarigo, Aramana deputy PC, Tiari, Lodi call it. Era Taro Nanelli Sholim, no? Aramana deputy PC, Tiaria, Pariro, a late Amia Buado, a limia, you did the yellow solo, no? So as a mia, no? Jaja Nana, Ayum Buro solo. 8 times you do, Nepana, you Tarada. No? You buy my Nepana, you say she could do it. Taradas, says she. 8 as a Lucia. A Lucia de Nepana, you say she could. Dodo Mudwe, Moh Mudwe, Doka the Hago, Gaya winning, Jendo, say she's a legu, Dodo Mudwe, Mo Mudwe, Doata Ga winning, Proud of Nagumula. Adding Hagu no lion, say she's a Guria, Magu no lion, she's a legend, say she's a legu, Doda Edamisia goes out with a Jendo, say the day. Laser con, that is a litas or laser con. Neighbor, the diaria, a lay a mia, a bu kayare diari, no? Tajamo, Aramana deputy pesita de diari, Lodi Soya. Tugo a lay mia, I will be diari, go Pisio Ban locally, no? Ari Pisio Banga Barredo, a lay mia bu dat do. Lomu say shiku, Mahagudu say shiku, Magria, Yana Dambio say legu, Logodra say shiku. The say digada, Saya Ayo, a limia buta, the chasidia, a limia beautiful, Tamana buta, no? Ada Misia, Doda Ada Misagosa, Wiziza, Upper Minia, Gendo, said they, Pensa Sada Lidas of Lado. Lize Nga, no? Lize Nga. Doda Ada Misia Kokusa, Wiziza of Lado, Nagumanila. Upper Minyaga Nakuzo Konoku. Naza Nidia Konoku Hulaye. Era, no? Era ha, Aramana DBD, Pisio Bandia Lucor. A limia buta, said Mahagudu say, Lomu say Shikuga Saya Ayogo, a limia buta, so Mimia buta, Magudu say Shiku a buta, Sade Pimple. Now this is quite Yadi and Nebisium, Quanel, Shotolim, no? Pero the hazard DBDs were a good Nala Vida, Santa Seda Wiria, Wimandas, our colleague. The DBDs on us and Kuna Shido, the DBDs also have yoga, you are oh, Medica thing Harwa, no? The DBDs on us and his as long as an Arega, Bajin Har. Mamu do ye, had to buy it, no? Erajin, Tadiblis on other Nakuna, Santa Wiria, Biro, Tadibdi, Tihizo, those Legunashido, Wimandas are Pina Okola, no Amos a Tecola. Biro, Tadiblis on other Nakuso, they say, Era, Santa Wiria, Wimanda, say, After a deputy Diago, Tomba, Liva do drink the Baba. Tomba Liva Lubioraga, Yana Dampio Sigmas, Liva Romia.
ပညာပါတာနော်ညာနာဝိပယုတ်စိတ်မှာဆိုရင်ပညာပါပါမလားမပါဘူးနော်ဒါကြောင့်မို့တစ်ခါတလေ၃ပါးဖြစ်မယ်တစ်ခါတလေ၄ပါးဖြစ်မယ်၃ပါးဆိုတာကဘာလို့ညာနဲ့မရှင်တဲ့စိတ်ကိုရည်ရွယ်တယ်၄ပါးဆိုတာကညာနဲ့ရှင်တဲ့စိတ်ကိုရည်ရွယ်တယ်နော်အဲ့တော့အဲ့ဒီ၄ပါးတို့တွင်တစ်ပါးပါဆိုတော့အဓိပတိကတစ်ပါးသာတတ်တာ၃ပါး၄ပါးလုံးပြန်ပြီးတော့အဓိပတိမတတ်နိုင်ဘူးနော်တနိုင်ငံမှာတမတတယောက်တည်းသာရှိတယ်လို့ပေါ့အဲ့ဒါပေါ့သူ့ရဲ့ပစ္စည်းဥပ္ပန်တရားတွေကတော့ဗါတဲ့တော့အဓိပတိပစ္စည်းကိုရတော့ကအဓိပတိတရားကိုကျင့်တော့တာဓိပတိဇော52နော်ဇော52ဝိသိကိစ္စကျင့်တော့စေတသိက်51ဒီကျတော့51ဖြစ်သွားပြီပမာလိုဖြစ်သွားဟန်ကြသွားတာဓိပတိစိတ်တစယုတ်တာဓိပတိစိတ်တစယုတ်ဆိုတာဒီတာဓိပတိဇောနဲ့တကွဖြစ်တဲ့စိတ်တစယုတ်ကိုခေါ်တယ်နော်ယုတ်ပါတယ်ပေါ့အဲ့ဒါပစ္စည်းဥပ္ပန်တရားတွေတဲ့အဲ့ဒါပြီးတော့ပါတော့အနန္တရပစ္စည်းနော်အဲ့ဒါကျတော့တွဲထားတယ်နော်အနန္တရသမဏန္တရအနန္တရူပနိတ္တယနတ္ထိဝိကတဆိုပြီးတော့တွဲထားတယ်နော်အဲ့အနန္တရပစ္စည်းဆိုတာဘာလဲတဲ့အချမ်းမဲ့ဖြစ်၍ကျေစုပြုတတ်သောတရားရှင်းရှင်းကတော့နေရာဖယ်ပြီးတော့ပြောတာနော်အချမ်းမဲ့ဖြစ်၍ကျေစုပြုတတ်သောတရားဆိုရင်ဗမာလူမျိုးတွေနားလည်ပါလားလဲမလဲသေးနော်နေရာဖယ်ပြီးတာဆိုတော့နားလည်သွားပြီဟုတ်လားစัจ जा မကြီးနတ်ရွာဆန္ဒဟာသားတော်မင်းဖြစ်ဖို့ရန်ဖြစ်တယ်လို့ပဲတဲ့နော်မိမိကဖယ်ပေးလိုက်တော့မိမိချုပ်ပေးလိုက်တော့အဲ့ဒီနေရာမှာနောက်သဘောတရားတစ်ခုပေါ်ပေါက်အောင်ပေါ်ပေါက်နိုင်တယ်အဲ့လိုကျေစုပြုတာကိုအနန္တရပစ္စည်းနဲ့ကျေစုပြုတယ်လို့သုံးတယ်နော်အချမ်းမဲ့ဖြစ်ကျေစုပြုတယ်ချမ်းမဲ့နန္တွေဖြစ်ပေါ်စေမှတ်လေနန္တရာတဲ့ဖြစ်ပေါ်စေတယ်ဆိုတာအမှန်တော့produce လုပ်တာမဟုတ်ဘူးနော်ခုနလိုပဲနေရာပေးတာနော်အဲ့လိုနေရာပေးတာကိုပဲဆိုလိုတယ်အဲ့ဒါကတော့အဓိပ္ပာယ်လေးနည်းနည်းပြောလို့ဖြစ်တယ်နော်ခုနဟာတွေကတော့ပြောရင်ရှုပ်မှဆိုလို့မပြောတော့ဘူးရှုပ်တာပြောရင်နားတာတို့ကနားမလဲရင်လကားပဲစိတ်ပြက်စိတ်ပြက်တတ်တယ်အဲ့တော့နားမလဲသေးမပြောသေးရင်တော့ဒါတို့ရှုပ်တော့မှဆိုလို့မပြောတာတော့မှတ်ထားဟုတ်လားကဲဒါကြတော့လွယ်တယ်နော်အနန္တရပစ္စည်းကလွယ်တယ်ဝိသီတစ်ခုကိုစိတ်ထဲမှာစဉ်းစားကြည့်လိုက်စမ်းနော်မြင်လားဝိသီပုံမြင်သလားမျက်စိထဲမှာမြင်လားတန်းလာတော့မြင်မှာပေါ့ဟမ်အဲ့တော့စိတ်တစ်ခုတစ်ခုရှိရမှာရှေ့စိတ်ချုပ်ပြီးမှနောက်စိတ်ဖြစ်တာနော်ဝိသီကဒီလိုပြတဲ့ခါကျတော့ diagram ပြတဲ့ခါကျအတန်းကြီးပြထားပြီမယ်လို့တကယ်ဒီအတန်းလိုက်ကြီးဖြစ်နေတာမဟုတ်ဘူးတစ်ခုပြီးမှတစ်ခုဖြစ်တာနော်အဲ့တော့နံပါတ်1စိတ်ဖြစ်ပြီးတော့နံပါတ်1စိတ်ကချုပ်သွားမှနံပါတ်2စိတ်ကပေါ်နိုင်တယ်နံပါတ်2စိတ်ပြီးဖြစ်ပြီးသူချုပ်သွားမှနံပါတ်3စိတ်ကပေါ်နိုင်တယ်အဲ့တော့နံပါတ်1စိတ်ကနံပါတ်2စိတ်အားအနန္တရတ္တိနဲ့ကျေစုပြုတယ်နံပါတ်2စိတ်ကနံပါတ်3စိတ်အားအနန္တရတ္တိနဲ့ကျေစုပြုတယ်အဲ့လိုသွားရမယ်အနန္တရပစ္စည်းနားလည်ခြင်းရင်ဝီထိကိုမျက်စိထဲမှာမြင်လာပါစေနော်အဲ့ဒီဝီထိမှာဒီရှေ့စိတ်ကနောက်စိတ်ကိုဒီနီးနဲ့ကြီးကျေစုပြုသွားတာပဲအဲ့လိုကျေစုပြုတဲ့ကြောင့်မို့ဒီဘာခေါ်လဲသုတိစိတ်ဖြစ်ပြီးတဲ့နောက်ပဋိသန္ဓေစိတ်ဖြစ်တယ်မဟုတ်ဘူးလားနော်အခြားမရှိဘူးနော်တရားတော်အနေနဲ့အခြားမရှိဘူးအေးဒါကြောင့်မို့အဲ့ဒီမှာလည်းပဲဒီဘဝသုတိစိတ်ကနောက်ဘဝပဋိသန္ဓေစိတ်ကိုဒီနည်းနဲ့ကျေစုပြုတယ်နေရာဖယ်ပေးတဲ့အနေနဲ့ကျေစုပြုတယ်စာစကားနဲ့ပြောအနန္တရတ္တိနဲ့ကျေစုပြုနော်အေးအဲ့ဒီမှာပစ္စည်းတရားကဘာလဲတော့ယဟန္တာတို့သုတိကျင်သောရှေးသောစိတ်တစ်ခုယုတ်90ယဟန္တာသုတိကြတော့ယဟန္တာသုတိပြီးပါရှိတော့ဟမ်ပုထုဇဉ်သောတာပန်တဂရကအနာဂံရဲ့သုတိနောက်မှာပဋိသန္ဓေရှိသေးတယ်မဟုတ်လားယဟန္တာရဲ့သုတိနောက်မှာပဋိသန္ဓေရှိလားမရှိတော့ဒါကြောင့်မို့ပစ္စည်းဘက်မှာယဟန္တာသုတိကျင်ရတယ်ဘလောက်သေးကြတယ်ဆိုအဲ့ဒါကြည့်နော်တာမညစိတ်တစ်ခုယုတ်90လို့မပြောလိုက်ဘူးဟုတ်ကလားယဟန္တာတို့သုတိကျင်သောရှေးသောစိတ်တစ်ခုယုတ်90နော်စိတ်တစ်ခု90ယူလိုက်ရင်စေတသိက်52တွေးပညာသပုတိပရိသန္တိနာမခန္ဓာ၄ပါးဆိုတာဒါကိုပဲခေါ်တာပဲဟုတ်လားဒါအဆန်းမဟုတ်တော့ဘူးနော်စိတ်တစ်ခု90စိတ်တွေးပညာသကိုပဲပုတိပရိသန္တိနာမခန္ဓာ၄ပါးလို့သုံးတယ်ပုတိဆိုတာဘာတော့ပရိသန္တိရဲ့နောက်ကိုပုတိခေါ်တယ်မဟုတ်လားနော်ပရိသန္တိခက်တံကိုပရိသန္တိခေါ်တယ်ပရိသန္တိနောက်ကိုပုတိလို့ခေါ်တယ်ဗမာစကားကတော့ဘာတော့ဇာတိနဲ့ပုတိခေါ်တဲ့ခါကျတော့မွေးတဲ့နေရာကိုဇာတိခေါ်ပြီးတော့ကြီးပွားတဲ့နေရာကိုပုတိခေါ်တယ်မဟုတ်လားနော်ဆိုတော့အခုဒီလူတွေရန်ကုန်မှာကြီးကြတယ်မဟုတ်လားဒါလည်းရန်ကုန်မှာမွေးကြရကြတာဟုတ်ချင်မဟုတ်
နော်ဘယ်မှာမွေးတယ်ဖြာပုံမှာမွေးတယ်ကြက်လက်မှာမွေးပါလားဘယ်မှာမွေးတယ်ပြီးတော့ရန်ကုန်လာပြီးကြီးပွားတော့ကျွန်တော်ကကြက်လက်စာတိနော်ရန်ကုန်ပုတိပါစသဖြင့်ဗမာစကားအဲ့လိုသုံးတယ်စာမှာတော့ဇာတိဆိုတာပါတော့ပဋိသန္ဓေပုတိဆိုတာအဲ့ဒီပဋိသန္ဓေနောက်တစ်ဘဝလုံးပေါ့အဲ့ဒါပုတိခေါ်တယ်ပုတိပဋိသန္ဓေနာမခန္ဓာ၄ပါးအနန္တရပစ္စယုပ္ပံကျေစုပြုခံရတဲ့တရားတွေတဲ့ကြတော့ယဟန္တာတို့သုတိမပါပဲဘူးလားယဟန္တာသုတိရဲ့ဘယ်ဘက်မှာရှေ့မှာစိတ်ရှိသေးတယ်မဟုတ်လားဇောနောင်သုတိဖြစ်မယ်ဘဝင်နောင်သုတိဖြစ်မယ်စသဖြင့်ရေသုတိစိတ်မှာရှေ့မှာရှိသေးတယ်ဒါကြောင့်မို့ကျေစုအပြုခံရတဲ့ဘက်ကြတော့ယဟန္တာသုတိစိတ်ပြန်ပါလာသူကကျေစုတော့မပြုတတ်ဘူးဟုတ်တယ်မလားသူကတော့ချုပ်သွားတယ်ဒါပေမဲ့နောက်ဟာမပေါ်တော့တာကိုပြောတာနော်သူပေါ်ဖို့ကတော့ရှေ့ကစိတ်ကချုပ်ပေးအောင်မယ်ဒါကြောင့်မို့သူကပါတော့ပစ္စုပန်အနေနဲ့ကြတော့သူပါလာတယ်ဒါကြောင့်မို့ယန္တာတို့သုတိစနေတကွာနောက်တော့စိတ်တစ်ခုရုပ်90စေတသိက်တွေးပညာတာပုတ္တိပရိသန်နေနမခန္ဓာ၄ပါးအနန္တရကိုနားလည်ရင်တမဏန္တရကိုလည်းနားလည်သည်ပေါ့ဘာမှမထူးပါဘူးနော်ဒီပါဠိစကားမှာတန်ဆိုတာလေးပိုးတာပဲရှိတယ်တမဏန္တရဆိုတာအဲ့ဒါကိုအထူးဘယ်လိုထူးတယ်လို့ကြမ်းဖန်ပြီးတော့ပြောနေတာဟာအပိုးပဲနားရှုပ်တာပဲရှိတယ်ဟုတ်လားအတူတူပဲလို့လည်းမှတ်ထားလိုက်ခါလေးတော့ကျမ်းဂန်နေမှာကတိတ်ပြီးတော့အဲ့လိုလုပ်ကြတယ်နော်ထူးတာလေးထူးပါတယ်ဆိုတော့ကျမ်းဖန်ပြီးတော့ပြောတယ်ကျမ်းဖန်ပြောတော့အမှားခက်တယ်အတူတူပဲကွာဆိုပြီးရောပဲဒါရှင်းတာဒါဘာကြောင့်တူရက်နဲ့နှစ်ခုဟောထားတယ်လဲလို့ဆိုတာကြတော့ဖြေထားဘယ်လိုဖြေထားတော့ဝိနည်းတတ္တဝါတို့ဤအလိုအားလျော်စွာနှစ်မျိုးခွဲခြား၍ဟောတယ်နော်ဒါဝိနည်းအကြိုက်ဝိနည်းတို့ရဲ့စိတ်အတွင်းစိတ်သဘောထားကိုကြည့်ပြီးတော့ဒီဝိနည်းတွေကိုအနန္တရဆိုတဲ့အသုံးနဲ့သုံးဟောရင်နားလည်မယ်ဒါသူတို့ကတရားရသွားမယ်ဟိုဝိနည်းတွေကတမဏန္တရဆိုမှသူတို့ပို့ပြီးတော့သဘောကျမယ်ဆိုတော့အဲ့လိုဆိုရင်တမဏန္တရနဲ့ဟောတယ်ဒီလိုပြီးတော့ဟိုနောက်မှာတွေ့မယ်နတ္ထိဝိကတနော်ဒါလည်းပဲဒါနဲ့အတူတူမလို့ဒီမှာသူဇေယျခွက်ကျတော့ပေါင်းထားတယ်ကဲရှေ့သွားကြအောင်သာဇာတပစ္စည်းတဲ့တဟဇာတပစ္စည်းဆိုတာဘာလဲတဟဆိုတာအတူတူကဇာတဆိုတာဖြစ်တာအတူတူကဖြစ်ပြီးတော့ကျေစုပြုတတ်တဲ့ပစ္စည်းကိုတဟဇာတပစ္စည်းနော်ဗါတဲ့စီမိသည်မိမိနဲ့အတူတူကဖြစ်တော့အလင်းတက်အားတကွဖြစ်ပြီးကျေစုပြုတဲ့ကဲ့သို့စီမိထွန်းလိုက်တဲ့နဲ့တပြန်နဲ့အလင်းရောင်ပေါ်မလာဘူးလားစီမိဖြစ်တဲ့နဲ့တပြန်နဲ့အလင်းရောင်ပေါ်လာအလင်းရောင်ကနောက်ကျနေတယ်လို့မရှိဘူးနော်အဲ့ဒီလိုအတူတူဖြစ်ပြီးတော့ကျေစုပြုတာနော်ဒီဥပမာလေးကသိကောင်းတယ်အဲ့တော့စီမိကအလင်းရောင်ကိုဘာလှုပ်လိုက်တာမဟုတ်ဘူးနော်ဒါပေမဲ့သူဖြစ်တည်နေတဲ့ပြန်နဲ့အလင်းရောင်လည်းပေါ်လာတဲ့အတွက်ကြောင့်မို့အတူတူကဖြစ်ပြီးတော့ကျေစုပြုတယ်အတူဖြစ်ရန်ကျေစုတန်အမှန်တဟဇာနော်အဲ့ဒီတဟဇာတပစ္စည်းရဲ့ပစ္စည်းတို့ပစ္စုပန်တို့ကြတော့ကျမ်းဂန်သုံးကပြောရခဲ့တယ်အချင်းချင်းအာလကောင်အချင်းချင်းနာမခန္ဓာစိတ်ဇာယုပရိသဏိကမစယုအာလကောင်တတ်တော့ဆိုတော့ကျေစုပြုတော့လို့ဆိုလို့လေအလုံးစုံသောစိတ်တည်းကို90စိတ်တည်းဒုညတပုတ္တိပရိသဏိနာမခန္ဓာ၄ပါးအချင်းချင်းအာလကောင်ဥပါဒာယုအာလကောင်တတ်တော့မှစိတ်တဇမဟာဘုပရိသဏိကမစမဟာဘဘာယရမဟာဘအာရဇမဟာဘဥဒုဇမဟာအသင်္ညတကမစမဟာဘပုတ္တိကမစမဟာဘအဖြစ်မဟာဘု၄ပါးမဟာဘု၄ပါးတမညတာမှတ်ထားလိုက်ရှေးဟာရှုပ်တယ်ဟုတ်ကလားမဟာဘု၄ပါးဆိုပါတော့ပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးကိုပြောတာနော်အဲ့ဒီဓာတ်ကြီး၄ပါးကလည်းအချင်းချင်းလည်းပဲကျေစုပြုတယ်တဲ့ဥပါဒာယုတ်ကိုလည်းကျေစုပြုတယ်တဲ့နောက်ဆုံးတစ်ခုကအချင်းချင်းအတ္တသောပိစ္ဆောကာရပရိသဏိနာမခန္ဓာနှစ်ဟရိယဝတ္ထုဆိုလိုတာကတော့ဒီမှာနော်ပိစ္ဆောကာရပရိသဏိဆိုတော့ပိစ္ဆောကာရဘုံဆိုတာနားလည်လားခန္ဓာ၅ပါးရှိတဲ့ဘုံကိုပိစ္ဆောကာရဘုံလို့ခေါ်တယ်နော်အပယ်ဘုံလူဘုံနတ်ဘုံတချို့ပြမဘုံအဲ့ဒီဘုံဒီမှာပရိသဏိစိတ်ဖြစ်တဲ့ခါကျတော့ပရိသဏိစိတ်ရဲ့ကမ္မဇယုတ်ထဲမှာဟရိယဝတ္ထုပါတယ်နော်အဲ့ဒီပရိသဏိစိတ်နဲ့ဟရိယဝတ္ထုဟာအတူတူကဖြစ်ပြီးတော့နော်ပရိသဏိစိတ်ကဟရိယဝတ္ထုကိုကျေစုပြုတယ်နော်ဟရိယဝတ္ထုကလည်းပရိသဏိစိတ်ကိုကျေစုပြုတယ်နော်ပစ္စယုပ္ပံတရားပဲကြတော့ဘာရှိလဲအချင်းချင်းမှထောက်အပ်တော်ဆိုတာအချင်းချင်းကကျေစုပြုတော်ကိုခံရတော့လို့ဆိုတော့အလုံးစုံသောစိတ်တု90စိတ်တွေဉာဏ်ပုတ္တိပရိသဏိနာမခန္ဓာ၄ပါးအချင်းချင်းမှထောက်အပ်တော်ဥပါဒာယုတ်နဲ့ဒုက္ခသောအလုံးစုံသောမဟာဘုတ်၄ပါးအချင်းချင်းမှထောက်အပ်တော်ပိစ္ဆောကာရပရိသဏိနာမခန္ဓာနာမခန္ဓာနှစ်ဟတ္တယဝတ္ထုသူတို့အချင်းချင်းပြန်ကျေစုပြုလိမ့်မယ်နော်အဲ့ဒါကြောင့်မို့ပြောကြဆိုလူဘဝပရိသန္တိနေတယ်ဆိုပါတော့ကဲမဟာဝိပ္ပစိတ်ပထမစိတ်နဲ့ပရိသန္တိနေပါပြီတဲ့နော်ဆိုမဟာဝိပ္ပစိတ်တစ်ခုရဲ့စေတသိက်က33ခုရဲ့နော်ပြီးတော့ကမ္မဇယုတ်ထဲမှာဘာပါမလဲဟရိယဝတ္ထုမပါဘူးလား
အဲ့ဒါကြီးတော့ပဋ္ဌာန်းလေးနောက်ဟာကိုကြည်ဝရတယ်ဆိုတာနော်ဟိုလူပုံပရိသတ်နေနေတဲ့ခါကျတော့ကလတ်သုံးစီးမဖြစ်ဘူးလားပရိသတ်နေခိုက်တာမှာနော်ကာယဘာဝဝတ္ထုဆိုတဲ့ကလတ်သုံးစီးမှာဝတ္ထုတတ္တကဆိုတာဟရိယဝတ္ထုပါတယ်ဟုတ်ကလားအေးအဲ့ဒီလိုဖြစ်တဲ့အခါမှာနော်ဒီစိတ်စေတသိက်အချင်းချင်းကလည်းပဲကျေစုပြုတယ်စိတ်ကစေတသိက်ကိုကျေစုပြုတယ်စေတသိက်ကစိတ်ကိုကျေစုပြုတယ်နော်ပြီးတော့အတူတကွဖြစ်ပြီးတော့ဒီစိတ်ကပါလဲဟရိယဝတ္ထုကိုကျေစုပြုတယ်စိတ်စေတသိက်ကဟရိယဝတ္ထုကစိတ်စေတသိက်ကိုကျေစုပြုတယ်ဟုတ်ပြီလားအဲ့ဒါသဟဇာတပစ္စည်းနော်သဟဇာတပစ္စည်းဆိုတာအတူတကွဖြစ်ပြီးတော့ကျေစုပြုတတ်တဲ့ပစ္စည်းအညမညပစ္စည်းတဲ့အညမညဆိုတာကျတော့နားလည်လိမ့်မထင်နဲ့ဟမ်ဒီဆိုရကသူတို့ကအညမညဆိုတဲ့စကားယူသုံးပြီးတော့နော်ဒါပေမဲ့သူတို့ဆိုလို့တဲ့အညမညနဲ့ပဋ္ဌာန်းအညမညနဲ့မတူဘူးနော်အညမညပစ္စည်းဆိုတာအခုကြည့်လိုက်စမ်းအချင်းချင်းအပြန်အလှန်ပေါ့လေနော်အချင်းချင်းဖြစ်ဖြစ်ကျေစုပြုတတ်တဲ့တရားတွေတစ်သားသုံးခုထောက်ထားတာဟုတ်လားတစ်ခုကတစ်ခုကျေစုပြုတယ်တစ်ခုဖယ်လိုက်နောက်နှစ်ခုလဲသွားမယ်အဲ့ဒီလိုအချင်းချင်းအပြန်အလှန်ကျေစုပြုတဲ့တရားကိုတဲ့နော်အညမညပစ္စည်းတတ်တဲ့တရားလို့ဒီလိုခေါ်တယ်တဲ့များသောအားဖြင့်ကတော့အညမညပစ္စည်းဆိုရင်နာချင်းကျေစုပြုတာများတယ်နော်ရုပ်ဟာဘယ်မှာသာပါမလဲဆိုပဋိသန္ဓေအခိုက်အတန့်မှာသာပါမယ်ပုဒ္ဓိအခါမှာရုပ်နဲ့နာအညမညဘယ်တော့မှမဖြစ်ဘူးနော်ပဋိသန္ဓေအခိုက်အတန့်မှာသာခေါင်းဟရိယဝတ္ထုနဲ့ကျန်တဲ့စိတ်စေတသိက်တွေကအပြန်အလှန်ကျေစုပြုတယ်ပဋိသန္ဓေအခိုက်အတန့်မှာဟုတ်တယ်ပုဒ္ဓိအခါမှာရုပ်နဲ့နာအညမညမရဘူးဟုတ်လားသဟဇာတတော့ဖြစ်တယ်အညမညမဖြစ်ဘူးနော်ဒါကြောင့်မို့အခုသူတို့သုံးတဲ့အညမညသဘောတရားဆိုတာဒီပဋ္ဌာန်းအညမညမဟုတ်ဘူးဒါဒီသကလုံးယူသုံးတာအချင်းချင်းဆိုတာပြောတာသူတို့ဆိုလိုတာကရုပ်ကလည်းနာကိုကျေစုပြုတယ်နာကလည်းရုပ်ကိုကျေစုပြုတယ်ဒီမှာအခုပဋ္ဌာန်းမှာကအဲ့ဒီပရိသန္ဓေအခိုက်အတန့်မှာဆိုရင်တော့ဟုတ်တယ်တခြားခိုက်အတန့်မှာဆိုရင်တော့မဟုတ်ဘူးအညမညာအညမညာဟာအမှန်ကသဟဇာတတဲ့ဝင်နေတာပဲသဟဇာတဖြစ်ရင်အညမညာဖြစ်တော့တာဟုတ်လားအေးလေအညမညာဖြစ်ရင်သဟဇာတဖြစ်တော့တာသဟဇာတဖြစ်တိုင်းတော့အညမညာမဖြစ်ဘူးသဟဇာတကကျဲတယ်အညမညာကကျင်းနော်ဒါပါပဲအချင်းချင်းပြန်လာကျေးဇူးပြုတာအညမညာလို့အညမညာပစ္စည်းတဲ့အညမညာပစ္စည်းကြည့်လိုက်ရင်နော် chart မှာဟိုတရားခွက်မှာကြည့်လိုက်ရင်ပါတော့စေတ္တိကို90စေတိဒုပညာသပုဒ္ဓိပရိသန္တိနာမခန္ဓာ4ပါးနော်မဟာဘုတ်4ပါးပြီးတော့ပိသောကာရပရိသန္တိနာမခန္ဓာနှင့်ဟတ္တယဝတ္ထုသူတို့အချင်းချင်းကျေးဇူးပြုမှာပစ္စည်းဥပ္ပံကြလည်းပဲဒီတိုင်းပါပဲနော်အချင်းချင်းမှာထောက်အပ်သောဆိုအချင်းချင်းကျေးဇူးပြုခံရတဲ့စိတ်89စိတ်52နော်ပြီးတော့မဟာဘုတ်4ပါးရယ်ပြီးတော့ပိသောကာရပရိသန္တိနာမခန္ဓာနဲ့ဟတ္တယဝတ္ထုရယ်နော်ပရိသန္တိနာမခန္ဓာဆိုသိတယ်မဟုတ်လားပရိသန္တိစိတ်နဲ့စေတသိက်ကိုပရိသန္တိနာမခန္ဓာလို့ခေါ်တာနော်ဟတ္တယဝတ္ထုကတော့အဲဒီကာမဇယုတ်ထဲမှာပါတဲ့ဟတ္တယဝတ္ထုအချင်းချင်းအပြန်လှန်ကျေးဇူးပြုတဲ့အညမညအချင်းချင်းပြန်လှန်ပြုလေပြန်မှတ်ရန်အညမညဒီတဲ့အဲ့တော့အတူတကွဖြစ်တိုင်းအပြန်လှန်မဖြစ်ဘူးနော်အဲ့ဒါမှတ်ထားကဲနေတယသွားလိုက်စမ်းနေတယပစ္စည်းဆိုပါတော့မိယာဖြစ်၍ကျေးဇူးပြုတတ်သောတရားတဲ့နော်မြေကြီးသည်တစ်ပင်စသည်တို့တီယာဖြစ်ဖြင့်ကျေးဇူးပြုတဲ့ကဲ့သို့၎င်းကားပေါင်ရှိအဝတ်ပစိုးသည်ပကြီးဆေးဤမိယာဖြစ်တဲ့ကဲ့သို့၎င်း canvas ပေါ့နော် canvas ဆိုမှာအရှုပ်ရေးရတာအဲ့လိုမိယာဖြစ်ဖြင့်ကျေးဇူးပြုတတ်တဲ့တရားကိုတဲ့နေတယပစ္စည်းတတ်တဲ့တရားလို့ဒီလိုခေါ်တယ်တဲ့နော်အဲ့ဒီနေတယကြတော့တခါထပ်ပြီးတော့ခွဲပြန်တယ်သဟဇာတနေတယတဲ့ပုရိဇာတနေတယတဲ့နော်တခါပုရိဇာတနေတယကလည်းခါဝတ္ထုပုရိဇာတဝဋ္ဌာရပဏပုရိဇာတဆိုတော့အမျိုးမျိုးခွဲသွားတယ်ဒါတွေဒီတစ်ခေါက်အကုန်နားမလည်ပြီမလို့အရေးမကြီးဘူးနော်နေတယပစ္စည်းဆိုတော့ပါတော့မိယာအဖြစ်ဖြင့်ကျေးဇူးပြုတတ်တဲ့သဘောတရားကိုနေတယပစ္စည်းခေါ်တယ်ဒါလောက်ကလေးနားလည်ထားရင်ဒါဒီပထမတစ်ခေါက်မှာတော်တော့ပြီနော်အဲ့ဒီမှာသဟဇာတနေတယကျတော့သဟဇာတလိုပဲတဲ့နော်တူတူပဲတဲ့ဆိုတော့အတူတကွဖြစ်ပြီးတော့တယောက်ပေါ်တယောက်မှီးတာကိုတယောက်ကတယောက်ကိုအမှီဖြစ်ဖြစ်ကျေးဇူးပြုတာနော်အလုတ်တူတူလှုပ်တဲ့ခါကျတော့တယောက်ကိုတယောက်ထောက်ပံ့ဟိုကူညီသွားတယ်လို့ပေါ့လေအဲ့လိုအဲ့ဝတ္ထုပုရိသတာနေတယဝဋ္ဌာရပုရိသတာနေတယတွေသာထားကြအောင်ဟုတ်လား
ဒါတွေကအခုနားမလည်နိုင်သေးဘူးအဲ့တော့မိယာဖြစ်ဖြင့်ကျေစုပြုတတ်တဲ့တရားတွေပါတော့နေတ္တယပစ္စည်းနော်အဲ့တော့ဒီဝတ္ထုပုရိသတာတို့ဝဋ္ဌာမပုရိသတာတို့နဲ့ပတ်သက်ပြီးတော့ဆိုပါတော့သက္ခုပတာရရှိတယ်နော်သက္ခုပတာရဆိုတာနားလည်ရမဟုတ်လားသက္ခုပတာရကိုအမိပြုပြီးတော့ဗာစိတ်ဖြစ်မလဲသက္ခုဝိညာဉ်ဆိုမြင်စိတ်ဖြစ်မယ်ဒါဖြစ်ရင်သက္ခုဝိညာဉ်စိတ်ကိုသက္ခုပတာရကမိယာဖြစ်ဖြင့်ကျေစုပြုတယ်သက္ခုပတာရမရှိရင်မျက်လုံးမရှိရင်ဆိုတော့မျက်စိအကြည်ဓာတ်မရှိရင်မြင်စိတ်ကိုမဖြစ်ပေါ်နိုင်ဘူးဟုတ်လားနားအကြည်ဓာတ်မရှိလို့သောတာပတာရပြက်နေရင်ကြားတဲ့စိတ်မဖြစ်ပေါ်နိုင်ဘူးအဲ့ဒါကြားတဲ့စိတ်ကို तू ကထုတ်လုပ်ပေးတာမဟုတ်ဘူးဒါမှမဟုတ် तू အမိပြုပြီးတော့မှဖြစ်ရတယ်ဒါကြောင့်မို့ तू ကနေတ္တယတတ္တိနဲ့ကျေစုပြုတယ်ဒါပင်စဝတ္ထုဆိုတာသက္ခုဝတ္ထုသောတာဝတ္ထုခန္ဓာဝတ္ထုစေမဝတ္ထုကာယဝတ္ထုပေါ့နော်ဆိုတော့ရှာမှာ taste bud တွေအကုန်လုံးပြက်နေပြီဆိုရင်အရသာသိမှာမဟုတ်ဘူးနော်နှာခေါင်းလည်းတူတူပေါ့လေအဲ့ဒီလိုသူတို့ကမိယာဖြစ်ဖြစ်ကျေစုပြုလိုက်တဲ့တရားတွေဒါလောက်ကလေးနားလည်ရင်တော့လောက်ပြီနော်ဥပနိတယပစ္စည်းတဲ့ဥပနိတယဆိုဥပဆိုတာအားကြီးတာနော်အားကြီးသောအကြောင်းဖြစ်၍ကျေစုပြုတတ်သောတရားတဲ့အဲ့ဒါမိုးဟာတတ္တဝါသူများနဲ့၎င်းကိုမှီပြီးတော့ကြီးပွားပေါက်ရောက်ကြတဲ့သစ်ပင်တို့ရဲ့အားကြီးသောမှီယာဖြစ်တယ်လို့တဲ့နော်အားကြီးတဲ့မှီယာဖြစ်တဲ့တရားကိုဥပနိတယပစ္စည်းတတ်တဲ့တရားလို့ခေါ်တယ်တဲ့အဲ့တော့ဥပနိတယကတော့ကိုအကျယ်ဝန်းဆုံးလို့ဆိုရလိမ့်မယ်ပဋ္ဌာန်းပစ္စည်းမှာဘယ်နည်းနဲ့မှကျေစုပြုတာမဟုတ်ဘူးဆိုရင်ဥပနိတယနဲ့ကတော့ဖြစ်တော့တာနော်ဆိုတော့အကုသိုလ်ကိုအကြောင်းပြုလို့ကုသိုလ်ဖြစ်တာတွေရှိတယ်ကုသိုလ်ကိုအကြောင်းပြုလို့အကုသိုလ်ဖြစ်တာတွေရှိနောက်ဘဝကောင်းကောင်းလေးရောက်ချင်တယ်ဒါလောဘမဟုတ်လားနော်အဲ့နောက်ဘဝကောင်းကောင်းလေးရောက်ချင်တော့ဒီဘဝဘာလို့လဲအလှူပေးတယ်သီလဆောက်တယ်ကုသိုလ်တွေပြုအဲ့တော့ဒီနောက်ဘဝရောက်ချင်တဲ့အကုသိုလ်ကနော်အလှူပေးတယ်သီလဆောက်တည်တယ်စတဲ့ပြုတဲ့ကုသိုလ်ကိုဥပနိတယတတ္တိနဲ့ကျေစုပြုတယ်ဒါကြောင့်မို့အကုသိုလ်ကိုမှီပြုပြီးတော့ကုသိုလ်ဖြစ်တယ်ကုသိုလ်ကိုမှီပြီးတော့အကုသိုလ်ဖြစ်တယ်အဲ့လိုရှိတယ်အဲ့ဒါဟာကြတခြားနည်းနဲ့မရဘူးဥပနိတယလာခဲ့ဥပနိတယဟာအကျယ်ဆုံးပစ္စည်းလို့လာမှတ်ထားရနော်သူကလည်းပဲအမျိုးမျိုးရှိတယ်ဟုတ်လားအနန္တရူပပဂရူပနဲ့နေပြစီထားတယ်နောက်တစ်ခုကပါတော့ပုရိဇာတပစ္စည်းတဲ့နော်ပုရိဆိုတာရှေ့ဇာတဆိုတာဖြစ်တာရှေ့ဖြစ်နှင်ပြီးတော့အခုလက်ရှိပေါ်လာတဲ့တရားကိုကျေစုပြုတတ်တဲ့တရားကိုပုရိဇာတပစ္စည်းလို့ခေါ်တယ်နော်ကဘာဥတုံးကပေါ်ခဲ့တဲ့နေတို့လတို့ကတဲ့ယခုတည်းအောင်ထင်ရှားရှိပြီးတော့တတ္တဝါတွေကျေစုပြုနေတာလို့ပဲတဲ့နော်ပုရိဇာတပစ္စည်းတဲ့အဲပုရိဇာတပစ္စည်းဆိုတာရှေ့တုန်းကဖြစ်ခဲ့တယ်ဖြစ်ပြီးတော့အခုအခိုက်အတန့်မှာလည်း तू ရှိနေတယ်ရှိနေပြီးတော့ तू ကတခြားတရားတစ်ခုကိုကျေစုပြုတာဟုတ်လားအဲ့ဒါကိုဘာလို့ခေါ်လဲပုရိဇာတပစ္စည်းလို့ခေါ်တယ်နော်ခုနသက္ခုပတာရနဲ့သက္ခုဝိညာဉ်ပဲပြောကြတယ်ဟုတ်လားသက္ခုဝိညာဉ်စိတ်မဖြစ်ခင်တည်းကသက္ခုပတာရကမရှိဘူးလားနော်ဝီထီမှာတေးသေးချာချာသွားရင်ဒီအဲ့ဒီသက္ခုဝိညာဉ်စိတ်ကနော်အတ္တိတဘွင်ကသလနာဘွင်ကုပိစေတာပစ္စတော်ဝတ္တသက္ခုဝိညာဉ်ဆိုစသည်ဖြင့်ဝီထီထမ်းရှိတာမဟုတ်လားဝီထီထမ်းမှာသက္ခုဝိညာဉ်ကဘယ်ကိုမှီတယ်လဲဆိုသက္ခုဝတ္ထုကိုမှီတယ်သက္ခုပတာရကိုမှီတယ်အဲ့ဒီသက္ခုဝတ္ထုဟာဟိုအတ္တိတဘွင်နဲ့အတူဥပတ်တဲ့သက္ခုပတာရအဲ့တော့အဲ့ဒီတုန်းကသူကဖြစ်ခဲ့ပြီပုရိဇာတရှေးတုန်းကဖြစ်ခဲ့ပြီအဲ့ဒီဖြစ်ခဲ့တဲ့သက္ခုပတာရကရုပ်တဲ့ဘယ်လောက်ကြာနေမလဲစိတ်နဲ့ရုပ်နဲ့ဘယ်တော့ပူပြီးအသက်ရှည်တော့ရုပ်ကရှိတယ်နော်ဘယ်နှဆ19ဆအဲ့တော့သက္ခုဝိညာဉ်ဖြစ်တဲ့အခါမှာအဲ့ဒီသက္ခုဝတ္ထုကရှိနေတယ်ထင်ရှားရှိဟုတ်တယ်မလားအဲ့တော့ရှင်းတုန်းကဖြစ်ခဲ့ပြီးတော့သက္ခုဝိညာဉ်ပေါ်လာတဲ့အချိန်မှာသူကသက္ခုဝိညာဉ်ကိုမှီရဖြစ်ပြီးကျေစုပြုအဲ့ဒါကိုပုရိဇာတပစ္စည်းလို့ခေါ်တယ်နော်အဲ့တော့ပုရိဇာတပစ္စည်းမှန်ရင်ရှင်းတုန်းကဖြစ်ခဲ့ရမယ်ပြီးတော့အခုကျေစုပြုတဲ့အခိုက်အတန့်မှာလည်းသူထင်ရှားရှိနေရမယ်အဲ့ဒီလိုပစ္စည်းမျိုးကိုပုရိဇာတပစ္စည်းလို့ခေါ်တယ်ပုရိဇာတပစ္စည်းရလို့ခေါ်တယ်ပိစ္ဆဇာတပစ္စည်းရခက်တယ်နော်နောက်မှဖြစ်ပြီးကျေစုပြုတတ်တဲ့တရားတဲ့
Siga Boga, Jibua Nido, Dipping and Noma, Donlo, you are Ado, Muyi, Sibin, Sibin, Jibua, the Jinga, Jesu Beautiful. No? Do I Noma Povio, Jesu Beauty? Oh, Nagoro, Siga Vida Hago, do Pola Kaja, Jesu Beauty. Dago Solo. Era business at that, no? Any business at that, Bisiga. The Tuga Noma Bola Biro, Jesu Beauty at Chinkama, who of Jesu Beauty had the Yah level Tinsasia. Do let Tinsasia make Jesu Beauty at the Yah Tinsasia. Who what a Jim Chicken? Do Aguma Tachi Buru, Eddie Jim Chicken without Jesu Conan at Pomia. Conahaga. To undergo Chica Bureau, a good Eddie Chicken Haga Tavi Jesu Bureau. A good business at Dajaro, to a good people, Nagoa Sigare, Chipuro Sigare, the Yao Jesu Bureau. And do a normal Boburo Jesu Bureau business at that Bisilu Dona. Tajamo Dima, none of those stations and Ago, so they do be Yatalu Sola. No? Oh, Bisu Bandia Bejaro, Igazaka, Dizaka, and Biore. Eddie business at that Bisia. No, you nene chodate, married. Hello, business at a busy, do my picking a rega. Do a normal film, a good Jesu Bureau, the show, you had a sheet. Huh? Time look, Patanta Bodianes and Alede Cajaro, business at a busy, a musa quelling, Ati musa de my party, Atis of Shinia, Matinsa Shinia. Do a Tinsa Shiburo, Jesu Buma, do me Tinsamashi day in Jesu Mabune. Carajamo, the business at that busy ha to people are people be now to see it a kite. Oh, Jesus Buchan, they are seen it a kite, my Jesus Buchan. To a Mabogania, Jesus Buchan, no that or Toro that level. That kind of woman loyal. No? Rajamo, Jordan Bureau, Jesus Buchan, hope to kill my Jesus Buchan. Tamalo, Jesus Buchan at the Yaga. She don't want to pick up, do I no my pity body. Tajamo do business at that Bisilu town. That the Sydney, Kyo to 16 Napian, no la, Tina business. Are they one of the Zidaro level? Upon the land, we were to the view, Jesus Vida, they are repetition of English to Piana, are they now? Sa who jet a Kajara, Tata, you the Kajara Jarayado. No? Nanda had Nanda Tedija Queha, Jarodi Nana told me, Elu Tona wo, Bull are they were not, look on. No? Biro, she seen at the under Janga, the none of the under Janga, Tenja Leges on your Laguzing her. She don't want Tentara, now then how Jizu Bureau, no? Legit, Liam, I say, tell you, how to bound him was a little young, no? Edilu Jizu Bureau. Edilu Jesu Buddha de Yari Jarago. The board do my, no, that do my, the Nina Jesu Buddha Yara, repeat do this, repeat so rego, the body at Tapiamabo. No? Tadamo, she if those Zoro, the charming with a non of Zoro at Jesu Buddha, are they one now look. Error, Anandra Bisi Biangiles, huh? We team, no? Saku when Besarora with Zanga, Saku when you go, Nandra Bisina Jesu Buddha. Saku when you are, Dambadi Sango, Nandra Bisina Jesu Buddha, Sativian Twile. Hola. Guy, Wotoga Zogo, and Nandra Bisina Jesu Buddha. No? Namati Zoga, Namani Zogo, and Nandra Nele Jesu Buddha, are the one Nele Jesu Buddha. Pajano, through Zatu. Gudu jen, agudu jen, kriya jen. No? Zatu. Zatu fit the dojamu, Arijarago, are they were never, Padwa. No? Caro. Tanti the Naga, Wotogu, Jesu Buddha, Kama, and Nandra never Jesu Buddha. Are they one the Jesu Mabu? The Kudu Agudum Holo. No? Sosa Beharido. Kudu Agudu Pugria, Zokorama. No, Eddie sorry, which is sorry, my Jesu Buddha. Atama Zoga, Dudiazo, Tatiazo, Sativentua, Satama Zoga, Tatama Zogu, and Nandranele Jesu Bume, are they one anele Jesu Bume? No? Tatama Zoga, now Lare, Jatayo Mujaro, and
အာသေဝနာမပါတော့ဆက်မတူတော့ကွဲသွားပြီနားလည်ပြီနော်အေးဒါကြောင့်မို့အာသေဝနာပစ္စည်းဆိုတာဇတ်တူမှာကျေစုပြုတယ်ရှေးစောဇတ်တူမှုကြောင့်ကုအကုပါကရိယာတဖန်နန္တရံပွားဟံသေဝနာတဲ့နော်ကုသိုလ်အကုသိုလ်ကရိယာစောတွေရှိလိမ့်မယ်ကမ္မပစ္စည်းတဲ့ဒါတော့ဘုရောဓမှန်ကန်နားလဲတယ်နော်မိမိကြောင့်ဖြစ်တဲ့ယုံနာတရားတွေကိုပြုပြင်စီရင်တတ်သောစေတနာသည်ကမ္မပစ္စည်းမြည်ကမ္မပစ္စည်းတတ်တဲ့တရားဟာပဲတရားတော့စေတသိက်52ခုတွင်စေတနာစေတသိက်နော်အဲ့ဒီကမ္မပစ္စည်းက2မျိုးရှိတယ်သဟဇာတကမ္မရဲ့နာနခဏိကကမ္မရဲ့လို့2မျိုးရှိတယ်အခုတို့ပြောနေတဲ့ကံကံရဲ့အကျိုးတရားဆိုတာကနာနခဏိကကမ္မဆိုတာကိုရည်ရွယ်ပြောတာသဟဇာတကမ္မဆိုတာကအတူတူကဖြစ်ပြီးတော့ကျေစုပြုတယ်နော်နာနခဏိကဆိုတာက different moments နာဆိုတာ different ပဲခဏဆိုတာ moment အချိန်မတူဘူးကုသိုလ်ကံကိုအခုပြုတယ်နော်အဲ့ဒီကုသိုလ်ကံရဲ့အကျိုးကြောင့်လူနောက်ဘဝမှာလူဖြစ်မယ်နတ်ဖြစ်မယ်အကြောင်းနဲ့အကျိုးနဲ့မကွာဘူးလားခဏချင်းမတူဘူးမဟုတ်လားအဲ့ဒီလိုကျေစုပြုတဲ့စေတနာကိုနာနခဏိကကံလို့ကမ္မပစ္စည်းလို့ခေါ်တယ်နော်စေတနာစေတသိက်ကစိတ်တိုင်းနဲ့မရှင်းဘူးလားရှင်းတယ်ကဲလောဘမှုပထမစိတ်မှာစေတနာမရှင်းဘူးလားရှင်းတယ်နော်အဲ့ဒီစေတနာဟာအကျိုးပေးမယ်ဆိုရင်နောက်ဘဝတွေမှာအကျိုးမပေးနိုင်ဘူးလားပေးနိုင်တယ်နော်နောက်ဘဝတွေကိုအကျိုးပေးရင် तू ကဘာဖြစ်မလဲဆိုရင်နာနခဏိကကမ္မဖြစ်တခါအတူတကွဖြစ်တဲ့တရားတွေကို तू သဟဇာတတ္တိနဲ့ကျေစုမပြုရဘူးလားပြုတယ်အဲ့လိုကျေစုပြုရင်တော့ဘာတော့သဟဇာတကမ္မအဲ့ဒီလိုကမ္မပစ္စည်း2မျိုးရှိတယ်နာနခဏိကကမ္မနဲ့သဟဇာတကမ္မနော်ဒါလေးကိုတော့နားလည်ဖို့ကောင်းတယ်ဟုတ်လားအဲ့တော့အခုကံကံဤအကျိုးလို့ပြောနေတာတွေဟာဘာကိုယူပြီးပြောတာတော့နာနခဏိကကမ္မကိုယူပြီးတော့ပြောတယ်သဟဇာတကမ္မဆိုတော့စိတ်တိုင်းမှာပါတဲ့စေတနာပဲအဲ့ဒီစေတနာကအတူတူကဖြစ်တဲ့စေတသိက်တွေနော်ပြီးတော့ရုပ်ကိုကျေစုပြုအောင်ပေါ့လေအဲ့ဒါကသဟဇာတကမ္မလို့နော်ဒီလိုခေါ်တယ်ဝိပါကပစ္စည်းတဲ့ဝိပါကဆိုတာအကျိုးမဟုတ်လားနော်အဲ့တော့ဝိပဿစိတ်စေတသိက်ဒါတွေဖြစ်မှာပေါ့ဟုတ်လားအကျိုးဖြစ်ပြီးကျေစုပြုတတ်သောတရားတဲ့အမှန်ကတော့ तू ကနောက်ထပ်အကျိုးဖြစ်စေတာကိုဆိုလိုတာမဟုတ်ဘူးနော်သူတို့ကိုယ်တိုင်ကအကျိုးဖြစ်ပြီးတော့အချင်းချင်းကျေးဇူးပြုတာကိုပဲဝိပါကလို့ဆိုတာသူကဖြစ်စေရင်ကာမပစ္စည်းဖြစ်သွားလိမ့်မယ်နော်အဲ့ဒါနည်းနည်းဟိုအယူဟိုပြုတတ်တယ်လွဲသွားတတ်တယ်ဝိပါကပစ္စည်းဆိုတာကသူတို့ကိုယ်နဲ့ကတပါးသောကံကပြစ်ချလိုက်လို့ဆိုတော့ဖြစ်ပေါ်လာတဲ့တရားတွေဒါကြောင့်မို့ဝိပဿစိတ်သိနော်အဲ့ဒီဟာတွေကိုဝိပါကပစ္စည်းတတ်တဲ့တရားလို့ဆိုရတယ်ဝိပဿစိတ်ဆိုရင်ကမဟာဝိပဿစိတ်8ခုဆိုတော့စေတသိက်33ရှင်တယ်နော်အဲ့ဒီမှာဝိပဿစိတ်ဒီဝိပါကပစ္စည်းစိတ်သူနဲ့တူကရှင်တဲ့စေတသိက်တို့ဒီစေတသိက်နဲ့စေတသိက်နဲ့ပါခေါ်တော့ဟိုဘက်ကစေတစာယုတ်တို့ပရိသဏိကမ္မသောတို့ရှိတယ်နော်စေတစာယုတ်ပဲထားပါလားစေတစာယုတ်ဒီပစ္စည်းယုတ်ပါအဲ့ဒီလိုသွားတယ်အဲ့တော့ဝိပါကပစ္စည်းဆိုတာမှန်တော့အဲ့ဒီပစ္စည်းတက်တဲ့တရားကိုယ်တိုင်ကဝိပက်ဖြစ်ရမယ်လို့ဆိုလို့တယ်ဒါလေးမှတ်ထားရင်ပြီးတာအဲ့တော့ဝိပက်က2မျိုးရှိတယ်မဟုတ်လားပရိသဏိအခါမှာဝိပက်ပိုးတိအခါမှာဝိပက်နော်2မျိုးလုံးဒီမှာရတယ်အဲ့ဒီဝိပက်စိတ်တို့ရဲ့သဘောကတဲ့အရှိန်အဟုန်ဗျာပါဒမရှိဘူးတဲ့ဘာလို့ဆိုသူများကြောင့်ဖြစ်လာတဲ့တရားကိုသူတို့မှာဟိုထထကြွကြလုံလပြုတ်တဲ့သဘောမျိုးမရှိဘူးဝိပက်ဆိုတဲ့သဘောကဗျာပါဒကင်းတဲ့သဘောအင်းငိမ့်တဲ့သဘောရှိတယ်နော်ဒါကြောင့်မို့သူတို့ကဝိပက်ဖြစ်တဲ့အတွက်ကြောင့်ပဲထထကြွကြဘာမှမရှိတဲ့အတွက်ကြောင့်ပဲသူတို့ကနောက်ထပ်အကျိုးတစ်ခုမဖြစ်စေနိုင်ဘူးသူများအကျိုးပဲသူကဖြစ်နေဝိပါကပစ္စည်းတဲ့ရှိသွားလဲစမ်းအာဟာရပစ္စည်းနော်အာဟာရဘယ်နှမျိုးရှိသလဲမှတ်မိကြလားနောက်ပြန်ရမယ်နော်အာဟာရဘယ်မှာတွေ့ကြလဲသိမကြသေးပါဘူးဒီဘက်မှာဟမ်စာဝပြန်ကောက်မှာ
မိတ္တကသင်္ဃဘယ်လောက်သိပါဟဲ့ဟုတ်လားနော်အဲ့ဒီမှာအာဟာရ၄မျိုးရှိတယ်ကပလီကာရအာဟာရဖတ်တာအာဟာရမနောသေစေတနာအာဟာရဝိညာဏအာဟာရဆိုတော့၄မျိုးရှိကြတယ်မဟုတ်လားအဲ့ဒီ၄မျိုးပဲဒီမှာအာဟာရပစ္စည်းခေါ်တာနော်ထောက်ပံ့ခိုင်းတွယ်ကျေးဇူးကျွဲလေးတွယ်အာဟာရအာဟာရပစ္စည်းဒီရုပ်အာဟာရနာအာဟာရအပြင်နှစ်ပါးပြရှိတယ်ကပလီကာရအာဟာရကရုပ်ပေါ့ဟုတ်လားဖတ်တာရဲ့စေတနာရဲ့ဝိညာဉ်ဆိုတဲ့စိတ်ရဲ့ကပါတော့နာမ်ပေါ့ဒါမှမဟုတ်ရုပ်အာဟာရနာအာဟာရနှစ်မျိုးရှိတယ်ဣန္ဒြိယပစ္စည်းတဲ့နော်ဣန္ဒြိယပစ္စည်းတဲ့အစိုးရတည်ဖြစ်ပြီးကျေးဇူးပြုတတ်သောတရားတဲ့ဒါလည်းပဲဘာလို့သမုတ်စည်းပိုင်းပြန်ရမှာရွယ်နော်ဣန္ဒြိဟိုမှာဘယ်နှပါတွေ့ကြတော့22ပါးတွေ့ကြတယ်နော်ဒါမှလို့ဒီမှာတော့ကိုဣန္ဒြိဟိုဘာခေါ်လဲဣန္ဒြိတရားကို10ပါး9ပါးအဲ့လိုလုပ်လိုက်မယ်နော်အဲ့တော့ဣန္ဒြိယပစ္စည်းမှာအဲဒီရုပ်ဣန္ဒြိနာမ်ဣန္ဒြိလို့2မျိုးရှိတယ်ဒါတော့ပဲမှတ်ထားပါလေဟုတ်ကလားနာမ်ဣန္ဒြိမှာဘာတွေရှိတော့ဇီဝိတစေတသိက်ရယ်နော်ဟိုဇေယျကွက်ထဲမှာကြည့်လိုက်ရင်ဟုတ်လားစိတ်ရယ်ဝေဒနာရယ်တတ္တာရယ်ဝိရိယရယ်တတိရယ်ဧကတသသမာဓိရယ်ပညာရယ်ဒါတွေကိုနာမ်ဣန္ဒြိတရားကို10ပါးလို့ခေါ်တယ်နော်ဟိုဣန္ဒြိ22ပါးပြန်ကြည့်ရင်လည်းသူတို့ကိုတွေ့လိမ့်မယ်ဟုတ်လားအေးနာမ်ဣန္ဒြိနော်ရုပ်ဣန္ဒြိကတော့ရူပဇီဝိတဣန္ဒြိယဟုတ်လားရုပ်ဇီဝိတရုပ်ဣန္ဒြိပေါ့နာမ်ဇီဝိတရတခြားစိတ်စေတသိက်တွေရယ်ဒါပါတော့နာမ်ဣန္ဒြိတေသေးချာပြန်စစ်ကြည့်ရင်ရမှာနော်အခုအချိန်ကုန်မှဆိုလို့မစစ်တော့ဟုတ်လားကိုယ့်ကိုအိမ်ညက်မှပြန်စစ်ကြည့်ကြအဲ့ဒီလိုကျေးဇူးပြုတဲ့ဣန္ဒြိယနာမည်ရပြီးတော့ကျေးဇူးပြုတဲ့တရားတွေကိုဣန္ဒြိယပစ္စည်းလို့နော်ဒီလိုခေါ်တာပဲဒါဟာလည်းပဲအတူတူကဖြစ်ပြီးကျေးဇူးပြုတဲ့သဘောတရားတွေပဲစိတ်ဖြစ်ရင်စိတ်ကဝေဒနာကိုကျေးဇူးပြုမယ်တတ္ထာကိုကျေးဇူးပြုမယ်ဝိရိယကိုကျေးဇူးပြုမယ်နော်ဟာဝေဒနာကစိတ်ကိုကျေးဇူးပြုမယ်တခြားတွေကျေးဇူးပြုမယ်စသဖြင့်ပါလေတွားဇာနာပစ္စည်းတဲ့ဂိုင်းဇန်လို့ခေါ်ရတဲ့တရားတွေပဲတရားတွေတော့နောက်ကြည့်ကုန်ပြန်ရတာပဲနော်ဝိတဝိသရာပီတိဝေဒနာဧကဂတာဇာနင်တရားကို5ပါးရှိတယ်မဟုတ်လားနော်ဟိုဒုက္ခဆိုတာဝေဒနာပဲဟုတ်လားဥပိ္ပခာဆိုတာဝေဒနာပဲနော်အဲဒါကြောင့်မို့ဝိတဝိသရာပီတိဝေဒနာဧကဂတာဆိုတဲ့တရားကို5ပါးသူတို့ကိုဘာလို့ခေါ်လဲဇာနာပစ္စည်းအဲ့တော့ဝိတစေတသိက်ဟာဇာနာပစ္စည်းသူနဲ့ရှင်တဲ့စိတ်စေတသိက်တွေဟာဇာနာပစ္စည်းရဲ့ပစ္စည်းယုတ်ပံစိတ်တစ္ဆာယုတ်တွေလည်းပါလိမ့်မယ်နော်ပစ္စည်းယုတ်ပံအဲ့လိုသွားရမယ်ဇာနာပစ္စည်းလာပြီမေဃပစ္စည်းမေခင်တရားကိုဘယ်နှပါးရှိကြတော့9ပါးရှိနော်ဟိုပါတော့ရိုးရိုးမေခင်10ပါးရဲ့မိစ္ဆာဒိဋ္ဌိဟုတ်တယ်မလားဒါပေါ့အဲ့ဒါကိုတရားကိုပြောတဲ့ခါကျတော့ပညာဝိတက်ပညာဆိုတာတမ္မာဒိဋ္ဌိဝိတက်ဆိုတာတမ္မာသင်္ကပ္ပနော်ဝိရိယ3ခုဆိုတာကတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဝိရိယကတမ္မာဝါယာမတတိယတမ္မာတတိဧကဂတာကတမ္မာသမာဓိဟာဒိဋ္ဌိကမိစ္ဆာဒိဋ္ဌိဟုတ်လားပြီးတော့ဟိုမိစ္ဆာသင်္ကပ္ပဆိုတာဝိတက်တခါပြန်ရတယ်တိုးတော့ဝိတက်ရှင်တူတဲ့အတွက်ကြောင့်တစ်ခုပဲတွက်တယ်နော်မိစ္ဆာဝါယာမဆိုရင်ဝိရိယနော်အေးအဲ့ဒီလိုမေခင်တရားကို9ပါးသည်မေဃပစ္စည်းတတ်တဲ့တရားသူတို့နဲ့ရှင်တဲ့စိတ်စေတသိက်စိတ်တစ္ဆာယုတ်တို့သည်ပစ္စည်းဥပ္ပံတရားတွေနော်မေဃပစ္စည်းကံတံပယုတ်တပစ္စည်းတဲ့တံပယုတ်တဆိုရှင်တယ်တံပယုတ်တဆိုတာဟာစိတ်စေတသိက်မှသာရနိုင်တယ်ယုတ်မှမရနိုင်ဘူးနော်ဒါကြောင့်မို့ပစ္စည်းကလည်းပဲစိတ်စေတသိက်ပဲပစ္စည်းယုတ်ပံကလည်းစိတ်စေတသိက်ပဲဖြစ်လိမ့်မယ်ကဲဇေယျကွက်ကြည့်လိုက်စမ်းတံပယုတ်ပစ္စည်းဘာတွေပြောထားတာအချင်းချင်းအတ္တသောအလုံးစုံသောစေတိကုတ်90စိတ်သိဒွေပညာသာပုတ္တိပရိသန္တိနာမခန္ဓာ4ပါးရှင်းရှင်းပြောလိုက်ရင်စိတ်89စေတသိက်52ပစ္စည်းယုတ်ပံကြည့်လိုက်အောင်အချင်းချင်းမှာထောက်ရသောအလုံးစုံသောစေတိကုတ်90စေတသိဒွေပညာသာပုတ္တိပရိသန္တိနာမခန္ဓာ4ပါးအတူတူပဲနော်အဲ့တော့စိတ်စေတသိက်တို့ဟာတံပယုတ်မဖြစ်ဘူးလားဘာတော့စိတ်ပန်းတော့ညာနာတံပယုတ်တို့ဒိဋ္ဌိကတတံပယုတ်တို့ဆိုခဲ့ရမဟုတ်လားနော်အေးစိတ်နဲ့စေတသိက်သာတံပယုတ်ဖြစ်နိုင်တယ်နော်စိတ်နဲ့ယုတ်
စေတသိက်နဲ့ရုပ်တန်ပြုတ်မဖြစ်ဘူးတဲ့ဝိပယုတ်ဖြစ်တယ်သူတို့ကြတော့တန်ပြုတ်ဆိုတာရောနှောသွားလောက်အောင်ဖြစ်တာကိုဆိုလိုတာနော်ဥပမာများထည့်ပေးထားသေးလားနို့ရည်ထောပတ်ပြားတကဟူသောစတုမရူအရသာတိအချင်းချင်းနှီးနှောသည်ဖြစ်၍တဲ့စတုမရူကြိုတဲ့ခါကျတော့၄မျိုးရောရတယ်မဟုတ်လားနော်အဲ့လိုစတုမရူရောသလိုရောနိုင်တဲ့သဘောတရားမျိုးကိုတန်ပြုတ်လို့ခေါ်ရစိတ်နဲ့နံတရားကအလေးပြောတာရုပ်နဲ့နံတရားကအဲ့လိုရောလို့မရအောင်နော်နံတရားချင်းချင်းသာရောလို့ရတယ်ဒါကြောင့်မို့ရုပ်နဲ့နံဟာတန်ပြုတ်မဟုတ်ဘူးအတူတူဖြစ်ပေမဲ့လို့တန်ပြုတ်မဟုတ်ဘူးဟုတ်ကလားဝိပယုတ်လို့ခေါ်ရတယ်နော်အရသာနှမျိုးအချင်းနဲ့အဆက်နဲ့အတူတူထားမယ်ဆိုတော့ဟင်းတစ်ခုတည်းချက်ရင်ချင်းတာပဲရတာပဲစက်တာပဲဟုတ်တယ်မလားအချင်းနဲ့ဆက်နဲ့ရောသွားပြီးတော့ဘာဖြစ်တယ်လို့မရှိဘူးဟုတ်တယ်မလားဒါကိုတို့ပဲကိုကငုတ်သီးမကြက်တော့ငုတ်သီးမဆက်တော့စက်ကလေးပါလိုက်ချက်ချင်းပြီးတော့တာပဲသူများတွေကမသိဘူးမဆက်ဘူးထင်ကိုကြတော့သတ်နေပြီနော်အဲ့လိုမရောနိုင်ဘူးဟုတ်လားအဲ့လိုမရောနိုင်တာကဝိပယုတ်တရောနိုင်တယ်နော်ခုနကစတုမလူကြတော့ဟေးဒါကထောပအရတာပဲဒါကဟိုဘာခေါ်လဲသခါရဲ့အရတာပဲမရှိတော့ဘူးရောသွားပြီနော်အေးသိကောင်းတယ်ရှိရဆရာတွေပေးတဲ့ဥပမာတကယ်ကောင်းတဲ့ဥပမာလေအေးတန်ပြုတ်တပစ္စည်းနော်ဝိပယုတ်တကြတော့ခုနပြောလို့စက်လို့ရောထားပြီမလို့အတူတူဖြစ်ပေမဲ့လို့မရှင်ဘူးနော်ဆန်းတော့တော်တော်ဆန်းတယ်နော်ဒါတွေကဘုရားမြတ်စွာဘုရားတမ္ပဒညာနဲ့မြင်ပြီးတော့ဟောခဲ့လို့ဒါနောက်လူကဟောပြီးတော့မှမနှဲလိုက်ရတယ်နော်ကိုစပြီးတော့မြင်ဖို့ဆိုတာတော့ခဲနေဒါမို့ဟိုမိလင်နာမင်းကြီးကိုရှင်သာသင်္ကပြောတာမြတ်စွာဘုရားအလုံးလုံနိုင်ခဲ့တဲ့ပြုနိုင်ခဲ့တဲ့အလုပ်ကိုလုပ်ခဲ့တယ်ဟာဒီအတူတူဖြစ်တဲ့အာယုံတစ်ခုတည်းယူတဲ့အတူတူကဖြစ်တဲ့နံတရားတွေကိုပဲဒါကစတိတ်သဘောတရားဒါကဖတ်တာသဘောတရားဒါဝေဒနာသဘောတရားဆိုတော့ပြီးကြတစ်ခုစီခွဲပြနိုင်တယ်ပေါ့လေခွဲပြရုံနဲ့မကဘူးအခုလို့ဟုတ်လားသူတို့ချင်းချင်းကဘယ်လိုနီးနဲ့ကျေးဇူးပြုပြီးတော့အတူတူကဖြစ်နေတာဆိုတာတွေပါဒီအားလုံးနားလည်ပြီးတဲ့ခါကျတော့စဉ်းစားကြည့်လိုက်ကောက်ချင်တာကောက်ယူလိုက်ဟုတ်လားအဲ့ဒါကိုအပြီးတော့မှနီးနဲ့ explain လုပ်မယ်ဆိုရင်အများကြီး explain လုပ်လို့ရတယ်အခုလို့ဗလားပဋ္ဌာန်းနီးနဲ့လားမလားပဋိစ္စသမုပ္ပါနီးနဲ့လားမလားစိတ်တွေရုပ်နေမှလည်းအများကြီးပြောလို့ရတယ်နော်ဝိပယုတ်တပစ္စည်းရတာလားမရှင်းတာဟုတ်ဆိုလို့လေဟုတ်လားဒါကြောင့်မို့ဝိပယုတ်တပစ္စည်းမှာယုတ်နဲ့နာဟာဝိပယုတ်တနော်တန်ပယုတ်တဘာမှမဖြစ်ဘူးအဲ့လောက်ပဲမှတ်ထားအောင်ပေါ့ဟုတ်လားအဲ့တော့ရုပ်ချင်းဝိပယုတ်တဖြစ်သလားတဲ့အဲ့ဒါကျတော့ရုပ်ချင်းကျဝိပယုတ်တလို့မဟောပြန်ဘူးနော်အဲ့တော့ဘာလဲဆိုတော့အတူတကွဖြစ်ပြီးတော့တန်ပယုတ်ဖြစ်လေသလားလို့တန်တရားဖြစ်ရတဲ့ဟာမျိုးမှသာဟိတ်ဒါဝိပယုတ်လို့ပြောတာရုပ်ချင်းကဝိပယုတ်ထင်ရှားနေတာတန်တရားဖြစ်เสียကိုမရှိဘူးအထူးပြောเสียမလိုဘူးဒါကြောင့်မို့ဝိပယုတ်ပစ္စည်းပါစတဲ့အခါကျတော့ဒီရုပ်ကဟိုရုပ်ကိုဝိပယုတ်တတ္တိနဲ့ကျေစုပြုတယ်လို့မပြောတော့ဘူးနော်နာမ်ကရုပ်ကိုဝိပယုတ်တတ္တိနဲ့ကျေစုပြုမယ်ရုပ်ကနာမ်ကိုဝိပယုတ်တတ္တိနဲ့ကျေစုပြုရုပ်ကရုပ်ကိုဝိပယုတ်တနဲ့ပြုတယ်လို့မဟောတော့ခုနလိုနာမ်နဲ့ရုပ်ကအတူတကွဖြစ်တဲ့အခါဟိုစိတ်တ္တရုပ်နဲ့နာမ်နဲ့အတူတကွဖြစ်ဘူးလားစိတ်နဲ့အတူတူဖြစ်နေတော့ကိုတန်ပယုတ်မြဖြစ်လေသလားလို့အဲ့ဒီလိုယုံမှားရလောက်တဲ့နေရာမျိုးမှာဝိပယုတ်တလို့ခေါ်တာအဲ့လိုအဋ္ဌိပစ္စည်းတဲ့ဒါအဋ္ဌိဆိုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ထင်ရှားရှိသောအဖြစ်ကျေစုပြုတတ်တဲ့သဘောတရားကိုအဋ္ဌိပစ္စည်းလို့ခေါ်တယ်ဒါကြောင့်မို့အဋ္ဌိပစ္စည်းလို့ဆိုရင်ဥပ္ပတ္တိပင်အဖြစ်ရှိနေရမယ်နော်ဥပ္ပတ္တိပင်အဖြစ်ရှိနေမှသူကအဋ္ဌိပစ္စည်းတတ်တဲ့တရားဖြစ်မယ်ဥပ္ပတ္တိပင်အဖြစ်ရှိမနေဘူးဆိုရင်အဋ္ဌိပစ္စည်းမတတ်နိုင်ဘူးဒါကြောင့်မို့သဟဇာတလည်းပဲဒီအဋ္ဌိပစ္စည်းပါတာပဲနော်ပုရိဇာတလည်းအဋ္ဌိပါတာပဲပိစ္ဆာဇာတလည်းအဋ္ဌိပါတာပဲဘယ်လိုပါတော့အာဟာရလည်းအဋ္ဌိပါတာပဲဘာလို့သူတို့ကထင်ရှားရှိပြီးတော့ကျေစုပြုတဲ့တရားတွေမဟုတ်လို့နတ္တိပစ္စည်းတဲ့နတ္တိပစ္စည်းဟာအနတ္တနဲ့အတူတူပဲရှင်းပြောတယ်နော်မရှိသောအပြင်ကျေစုပြုတယ်ဆိုတာအနန္တရနဲ့နတ္တိနဲ့အတူတူပဲပြီးတော့နောက်ပါတော့ဝိကတပစ္စည်းတဲ့နော်ဝိကတဆိုတာကင်းသွားတယ်တဲ့ကင်းသွားတယ်ဆိုတာနတ္တိနဲ့အတူတူပဲဟောနတ္တိနဲ့ဝိကတနဲ့လည်းအတူတူပဲနော်ကင်းတယ်ဆိုတော့ဘာလို့မရှိတာပဲအတူတူပဲနတ္တိပဲအဝိကတပစ္စည်းကြတော့မကင်းတာတဲ့နော်မကင်းတာဆိုတာရှိတယ်ဆိုတော့အဋ္ဌိနဲ့တူတယ်အဲ့ဒီ၄ခုတရားမှတ်နော်အဋ္ဌိနဲ့ဗာနဲ့တူတော့ဝ
အဋ္ဌိနဲ့အဝိကတနဲ့တူတယ်နော်နတ္ထိနဲ့ဝိကတနဲ့တူတယ်အတူတူပဲတခါနတ္ထိနဲ့အနန္တရနဲ့တူတော့ကိုအနန္တရသမဏန္တရနတ္ထိဝိကတဒီလေးခုကအတူတူပဲဟောရှင်းပြီလားနော်ပြန်ပြောမယ်နော်နတ္ထိနဲ့ဘာနဲ့တူလဲဝိကတနဲ့တူတယ်နတ္ထိလို့ပြောလိုက်ရင်ဝိကတလို့ပြောရလဲရောက်အဲ့ဒီနတ္ထိဟာအနန္တရနဲ့မတူဘူးလားတူတူပြန်တယ်နော်အနန္တရနဲ့သမဏန္တရလည်းအတူတူပဲဆိုတော့ဒီလေးခုဟာတစ်ခုပြောလိုက်ရင်ဒီလေးခုပြောပြီးသားပဲနော်အနန္တရတတ္တိနဲ့ကျေစုပြုတယ်လို့ပြောလိုက်ရင်နားလည်ရမှာပါတော့သမဏန္တရနဲ့လည်းကျေစုပြုတယ်နတ္ထိနဲ့လည်းကျေစုပြုတယ်ဝိကတနဲ့လည်းကျေစုပြုတယ်နော်အဲ့ဒီလိုနားလည်ရမှာဒါ24ပစ္စည်းပဲဒါအကျမ်းပြင်းပေါ့လေနော်ဟိုဆရာတော်တောင်းဟိုမဟာကဏ္ဍဆရာတော်ဟောထားတဲ့အခြေပြုပဋ္ဌာန်းဆိုတာရှိတယ်နော်တိတ်ခွေတွေတချို့တခါဓမ္မတွေမှာရှိတယ်ပြီးတော့စာအုပ်လည်းရိုက်ထားတယ်စာအုပ်တော်တော်ထူတယ်ဟောလောက်ထူတယ်အဲစာအုပ်များရှိရင်ပေါ့လေဖတ်ရင်လည်းကောင်းတယ်အဲ့ဒါတော့အကျယ်ဟောထားတာဆိုတော့ဥပမာတွေဘာတွေနဲ့ဆိုတော့နားပို့ပြီးတော့နားလည်မယ်လေဖြည်းဖြည်းလေးဖတ်ရမှာဟုတ်လားတော့24ပစ္စည်းပဲတော့ထူတဲ့စာအုပ်ကြီးလှုပ်ထားတာဟုတ်လားအဲ့ဒါရှိလားအဲ့ဒါဟိုအချင်းရှိတဲ့ခါပေါ့လေဖတ်ရင်ကောင်းတယ်နော်ဒီမှာတော့တင်းညိုကတော့ဒီလိုသိအကျယ်မသွားနိုင်ဘူးတကက်လူရင်းချုပ်ပြီးတော့ပြောတာဟုတ်လားစိတ်ဘာခေါ်လဲပစ္စည်းဥပ္ပန်ဆိုတဲ့ပစ္စည်းဥပ္ပန်ကိုပဲသူပြောမှာပစ္စည်းဥပ္ပန်တော့တင်းညိုထဲမှာပါတာမဟုတ်ဘူး